ကျမပိုက်ထဲမှာအမွှာလေးတွေရှိနေပြီဆိုတာသိလိုက်ရတဲ့နေ့မှာပဲဒီသတင်းကောင်းကိုကျမခင်ပွန်းစီပြောပြချင်ခဲ့တာပါသူကနိုင်ငံတော်သမ္မတတယောက်လေဒါပေမဲ့မတော်တဆပဲသူနဲ့သူ့ဖခင်တို့ပြောနေကြတဲ့စကားတန်ကိုကျမကြားလိုက်ရတယ်ကျွန်တော်မှဝင်လီပေါ်ဘလို့ခန်းစားချက်မှမရှိဘူးသူနဲ့လည်းကလေးယူမှမဟုတ်ဘူးအဲ့ဒီတုန်းကဖေဖေကသူ့ကိုသဘောကျလုံးလို့သာကျွန်တော်လက်ထပ်ခဲ့တာတဲ့အဲ့ဒီစကားကိုကြားပြီးနောက်မှာတော့ကျမကိုဝင်ရှိနေတဲ့အကြောင်းသူ့ကိုမပြောဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအစားကျမသူ့ကိုလင်မယားကွာရှင်းပြတ်ဆဲစာချုပ်ပဲပေးခဲ့ပြီးပြပကိုတယောက်တည်းထွက်ခွာခဲ့ပါတယ်ကျမတို့ရဲ့အိမ်တော်ကြီးဟာစာချုပ်အရလက်ထပ်ခဲ့တာလို့ပဲသူကထင်နေခဲ့တာကြောင့်ကျမကိုမတားဆီးခဲ့ပါဘူး၄နှစ်ကြာပြီးနောက်မှာတော့ကျမအငွာလေးတွေနဲ့အတူတိုင်းပြည်ကိုပြန်ရောက်လာခဲ့ပါတယ်နေမကောင်းဖြစ်နေတဲ့ကျမရဲ့အဖိုးနဲ့တငယ်ချင်းဖြစ်သူဖူစီညန်စီကိုတွားလေခဲ့ပါတယ်ကျမပြန်ရောက်လာတဲ့သတင်းကိုသူချက်ချင်းဆိုသလိုသိသွားခဲ့ပါတယ်။ကွာရှင်းပြီးကလေးကဂူရန်ချမ်းဟာနောက်တာတွေရနေခဲ့ပုံပါပဲ။သူဟာ၄နှစ်ပတ်လုံးကျမဘယ်မှာလဲဆိုတာကိုလိုက်ရှာနေခဲ့ပေမဲ့ဘာသတင်းမှမရခဲ့တာပါ။ကျမပြန်ရောက်နေပြီဆိုတဲ့အတွေးနဲ့တင်သူဟာအဖိုးရှန်စီကိုချက်ချင်းဆက်သွယ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂူရန်ချမ်းကအစည်းအဝေးခန်းမထဲမှာအစည်းအဝေးလုပ်နေတာပါ။ကျမအဖိုးစီကိုလာလဲတဲ့ဆိုတဲ့သတင်းကိုကြားတာနဲ့သူဟာအစည်းအဝေးကိုချက်ချင်းရနာပြီးစေးုံကိုပြေးသွားပါတော့တယ်။အဖိုးရှန်ရဲ့နာမည်ကိုပဲပြောပြီးအခန်းကိုတန်းတိုးရှာခဲ့တာပါ။ဂူရန်ချမ်းကလက်ဝဲဘက်မှာလက်ဆောင်ပစ္စည်းအိတ်တွေကိုကင်ထားပြီးလက်ရဘက်နဲ့တကားကိုတွန်းဖွင့်လိုက်ပါတယ်။အခန်းထဲကနေထွက်ပေါ်လာတဲ့တာယာချိုအေးတဲ့မိန်းကလေးတယောက်ရဲ့အတန်ကြောင့်ဂူရန်ချမ်းရဲ့ရင်ခုန်တန်တွေမြန်လာခဲ့ပါတယ်။အဲ့ဒါသူလွမ်းနေရတဲ့ဝင်လီဆိုတာတေချာနေပြီလေ။ကျမကတော့ဆရာဝန်တောင်မှမဟုတ်နောက်တစ်ယောက်လို့ပဲထင်နေခဲ့တာဂူရန်ချမ်းဝင်လာလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားပါဘူး။ကျမအရင်အံ့ဩသွားတာကြောင့်ဘာပြောရမှန်းမသိပဲပါဇက်အဟောင်းသားဖြစ်နေခဲ့ပါတယ်။၄နှစ်တာမတွေ့ရတဲ့အတော်အတွင်းမှာသူကအရင်လိုပဲခန့်ညားနေတော့ပါပဲ။ဒါပေမဲ့ပိုပြီးတည်ငြိမ်တဲ့အရေးအယောင်တွေရှိနေတယ်။ဂူရန်ချမ်းကပြုံးပြီးအခန်းထဲကိုဝင်လာပါတယ်။အဖိုးရှန်နေမကောင်းဘူးဆိုလို့ကျွန်တော်လာကြည့်တာပါလို့ပြောပြီးလက်ဆောင်အိတ်တွေကိုစပွဲထောင်မှာတင်လိုက်ပါတယ်။ကျမအံ့ဩနေပေမဲ့အဖိုးကတော့တည်တည်ငြိမ်ငြိမ်ပါပဲ။ရောက်လာတာပဲကျေးဇူးပါကွာထိုင်ပါအောင်လို့အဖိုးကဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အခန်းထဲမှာကနှစ်ယောက်ထိုင်ဆိုဖာတစ်လုံးပဲရှိတာပါ။ကျမကတစ်ဖက်မှာထိုင်နေတာကြောင့်သူကကျမစိတ်လှုပ်ရှားနေတာကိုသိပြီးကျမဘေးမှာပဲလာထိုင်ပါတယ်။ပြီးတော့ကျမကိုလှည့်ကြည့်ပြီးတဘာဝကြကြပဲပြုံးပြတယ်။သူကအဖိုးနဲ့စကားပြောနေပေမဲ့ကျမကိုတော့တိတ်တဆိတ်ခိုးကြည့်နေတာပါ။အဖိုးရှန်ကဒါကိုချက်ချင်းသတိထားမိသွားပြီးဒီကောင်လေးနမြေးမလေးကိုမေးလို့မရသေးပါလားလို့တွေးနေခဲ့ပါတယ်။ဝမ်လီဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့မသိဘူး။ငါမသိခင်သူပျော်ပျော်ရွှင်ရွှင်နဲ့အဖော်ကောင်းကောင်းရသွားတာကိုပဲမြင်ချင်တယ်လို့အဖိုးကစိတ်ထဲကဆူတောင်းနေမိပါတယ်။ဂူရန်ချမ်းဟာနိုင်ဝက်လောက်ပဲနေပြီးပြန်ဖို့ထားလိုက်ပါတယ်။ဝမ်လီသူပြန်တော့မလို့လိုက်ဖို့ပေးလိုက်ပါအောင်လို့အဖိုးကခိုင်းတာကြောင့်ကျမမလိုက်ချင်ပေမဲ့လည်းသူနဲ့အတူစင်ကြံလန်းအတိုင်းလျှောက်လာခဲ့ပါတယ်။ဝမ်လီဒီနှစ်တွေထဲမှာမင်းဘယ်လိုနေလဲအဆင်ပြေပါတယ်။ရှင်ကောငါကတော့အရင်တိုင်းပါပဲတကယ်တော့ဂူရန်ချမ်းဟာစိတ်ချမ်းသာနေတာမဟုတ်ပါဘူး။ကွာရှင်းမီလာနေငယ်အကြာမှာပဲသူကျမကိုဘယ်လောက်ချစ်မိနေပြီလဲဆိုတာသူသိသွားခဲ့တာပါ။ညတိုင်းအိမ်မပြောနိုင်ပဲကျမကိုနေတိုင်းလွမ်းဆွနေခဲ့ရတာပါ။အခုကျမကသူ့ရှေ့မှာရှိနေပြီဆိုတော့သူပြောစရာတွေအများကြီးရှိနေပေမဲ့ဘယ်ကစပြောရမှန်းမသိဖြစ်နေပါတယ်။ကျမတို့ရဲ့အိမ်တော်ကြီးဟာအချစ်မပါတဲ့စီးပွားရေးစာချုပ်တစ်ခုလိုဖြစ်ခဲ့တာလေ။မင်္ဂလာဆောင်ပြီးကလေးကကျမကသူ့အပေါ်အေးလဲမအေးဆန်တွေလဲမနှွေးထွေးပဲခက်တန်းတန်းပဲနေခဲ့တာပါ။သူကပဲကျမတို့နီးစပ်ဖို့အတွက်စကားဝိုင်းတွေကိုစတင်ခဲ့ရတာပါ။ပြီးတော့အဲ့ဒီညကကိစ္စဖြစ်ပြီးနောက်မှာလဲကျမကဘာမှထူးထူးခြားခြားမပြောခဲ့ပါဘူး။အခုပြန်စဉ်းစားကြည့်မှကျမကပြဿနာတွေမဖြစ်ချင်လို့ရှောင်နေခဲ့တာမှန်းသူသိလိုက်ရပါတယ်။ဒါကြောင့်ဂူရန်ချမ်းဟာအခုချိန်မှာတော်တော်လေးကိုစိတ်မလုံးမလဲဖြစ်နေတာပါ။ကျမဘက်ကကွာရှင်းခွင့်တောင်းခဲ့တာမို့ကျမဟာဒီအိမ်အောင်ရေးအပေါ်တော်တော်လေးစိတ်ပြတ်သွားခဲ့တာပဲလို့သူထင်နေခဲ့ပါတယ်။ဒါကြောင့်ကျမနဲ့ပြန်နှီးဆက်ဖို့ဆိုရင်အလောတကြီးမလုပ်ပဲတဖြည်းဖြည်းချင်းပဲသွားရမယ်ဆိုတာသူနားလည်ထားပါတယ်။ဆေးရုံတကားဝါရောက်တော့သူကားတကားဖွင့်ပြီးကားရဲဝင်သွားတာကိုကျမပြုံးလေးနဲ့ကြည့်နေခဲ့ပါတယ်။ဒီနေ့အဖိုးကိုလာကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။ရပါတယ်ဝမ်လီလိုအပ်တာရှိရင်အချိန်မီဖုန်းဆက်လိုက်ပါငါတို့ကွာရှင်းထားကြပေမဲ့တငယ်ချင်းတယောက်လိုပဲသဘောထားလို့ရပါတယ်။ကျမကောင်းကြီးပြလိုက်ပြီးဆေးရုံရဲ့အိတ်ခန်းထဲကိုပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှန်ချီဟန်ကတခြားဝင်ပေါက်တစ်ခုကနေကလေးနှစ်ယောက်ကိုခေါ်ပြီးထွက်လာပါတယ်။ကလေးလေးနှစ်ယောက်ကကျမစီကိုပြေးလာတာကြောင့်ကျမသူတို့ကိုပွေ့ချီလိုက်ပါတယ်။အဖိုးရှန်ရဲ့တငယ်ချင်းဦးလေးနဲ့ပန်းချံမှာဆော့ရတာပျော်ရဲ့လားလို့ကျမမိလိုက်ပါတယ်။ရှန်ချီဟန်ကအဖိုးရှန်စီလာလဲရင်ကလေးတွေကိုဆေးရုံနာကပန်းချံထဲခေါ်သွားပေးခဲ့တာပါ။ဂူမီသားစုရဲ့မိဘကားကြီးကတော့ထွက်မသွားသေးပဲအဲ့ဒီမှာပဲရှိနေတော့မှာဂူရန်ချမ်းကကျမကိုစက်ကြည့်ချင်နေသေးတာကြောင့်ဒရိုင်ဘာကိုကားထွက်ဖို့ခိုင်းခြင်းမရှိသေးပါဘူးအဲ့ဒီချိန်မှာလူတစ်ယောက်ကကလေးနှစ်ယောက်နဲ့အတူကျမစီလျှောက်လာတာကိုသူမြင်လိုက်ရပါတယ်ကျမတို့ဘာပြောနေကြတယ်လဲဆိုတာသူမကြားရပေမဲ့ကျမကကလေးတွေကိုကိုယ်တိုင်မွေးထားတဲ့ကလေးတွေလိုပဲအရန်ချစ်ပြနေတာကိုသူမြင်နေရပါတယ်အဲ့ဒီလူကဝမ်လီရဲ့လက်ရှိခင်ပွန်းများလား၄ယောက်သားရေရေမောမောနဲ့တိတ်နှွေးထွေးတဲ့မိသားစုပုံရိပ်လေးပါလားလို့သူတွေးမိသွားပါတယ်အဲ့ဒီမြင်ကွင်းကြောင့်သူ့ရင်ထဲမှာနောင်တတရားတွေအကြီးအကျယ်ဖြစ်ပေါ်လာပြီးနှလုံးသားကိုပရွက်စိတ်တွေကြိုက်ခဲနေတယ်လို့မျိုးခံရခက်တဲ့ဝေဒနာကိုခံစားလိုက်ရပါတယ်။ဒရိုင်ဘာကနောက်ကြည့်မှန်ကနေတဆင့်သူ့သခင်ရဲ့မျက်နှာတော်တော်လေးပြည့်ရင်းသွားတာကိုမြင်လိုက်ရပါတယ်။သခင်လေးနေလို့မကောင်းဘူးလားရုံးကိုပဲပြန်ကြမလားလို့တိုးတိုးလေးမေးလိုက်ပါတယ်။မောင်စားပြုတ်နေပြီဖြစ်တဲ့ည9နာရီဝန်းကျင်မှာတော့ဂူရန်ချမ်းဟာသူ့ရဲ့ခြံဝင်းကြီးစီကိုစိတ်မသက်မသာနဲ့ပြန်ရောက်သွားပါတော့တယ်။ဂူရန်ချမ်းဟာအလုပ်ထဲမှာအာယုံရောက်နေတဲ့အချိန်မှသာစိတ်ညစ်စရာတွေကိုခဏမေ့ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မျက်လုံးမိတ်လိုက်တာနဲ့ဒီနေ့မနက်ကဆေးရုံမှာသူမြင်ခဲ့ရတဲ့မြင်ကွင်းကသူ့ကောင်းထဲမှာထက်ခါတလဲလဲပေါ်လာနေခဲ့ပါတယ်။သူမကတော့တခြားယောက်ျားတစ်ယောက်နဲ့လက်ထက်လို့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်နေခဲ့ပါပြီ။အတိတ်တုန်းကသူမဟာသူ့ရဲ့ဇနီးဖြစ်ခဲ့ဘူးပေမဲ့သူဟာသူမရဲ့တန်ဖိုးကိုမသိခဲ့ပါဘူး။
အခုတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီဒါတွေအားလုံးကသူ့ပြစ်တွေပါပဲစပွဲတင်ပြီးအိမ်လေးကတညာလုံးလင်းနေခဲ့ပြီးလိုက်ကကြားကနေအာရုံဦးရဲ့နူးညံ့တဲ့အလင်းရောင်လေးတွေဖြာကျလာပါတယ်ကူရန်ချန်ဟာသူ့နှစ်ခုကိုသူပုတ်တက်ရင်မျက်နှာတိတ်ကအမေရိကန်လိုကော်ဖီနဲ့ခွက်ကြီးကိုတောက်လိုက်ပါတယ်15ရက်ကြာပြီးနောက်မှာတော့သူဟာအလုပ်ခွင်စီအချိန်မှန်ပြန်ရောက်လာခဲ့ပါတယ်အဖိုးရှန်ဟာလည်းခွဲစိတ်မှုကနေကောင်းကောင်းမွန်မွန်ပြန်လည်တက်တာလာခဲ့ပြီးနောက်ဆုံးမှာတော့ဆရာဝန်ကအိမ်ပြန်လို့ရပြီလို့ပြောခဲ့ပါတယ်ကျမအကိုကအဖိုးကိုအိမ်ခေါ်ဖို့စေယုံကိုအစောကြီးရောက်နေခဲ့ပါတယ်ကားလေးကရှမ်မီသားစုရဲ့စံအိမ်တကားဝါကနေဝင်လာတဲ့အခါမှာတော့ကလေးနှစ်ယောက်ကကျမတို့စီကိုအပြေးလေးလာကြကြပါတယ်ဘိုးဘိုးကြီးအိုးနတ်မြေးလေးတွေလာကြလေရှန်ဆန်အင်ကြီးဟာအိမ်တော်ထိန်းတဲ့အစီအကံတွေကလွဲရင်အဖိုးရှန်အတွက်စကားပြောဖို့မရှိဘဲအရင်ကအရန်ကို၆ကက်ခဲ့တာပါအခုတော့မိမလေးကကလေးနှစ်ယောက်နဲ့အတူအိမ်ကိုပြောင်းလာခဲ့တဲ့အတွက်ညဘက်တွေမှာတော့မိသားစုရဲ့နှွေးထွေးမှုကိုရုတ်တရက်ခံစားလိုက်ရပါတယ်ကလေးနှစ်ယောက်ကိုတိတ်ပြီးနောက်အခန်းထဲကနေအတန်မထွက်အောင်တိုးတိုးလေးထွက်လာတဲ့အခါမှာတော့အိမ်တော်ထိန်းကစင်ကြံလန်းမှာရှိနေပါတယ်မမလေးအဖိုးရှန်ကစားကြည့်ခန်းထဲမှာစောင့်နေပါတယ်ဟုတ်ကဲ့အခုပဲသွားလိုက်ပါမယ်ဒုတိယထပ်ကစားကြည့်ခန်းကိုရောက်တဲ့အခါမှာတော့ကျမရဲ့အဖိုးနဲ့အကိုဖြစ်သူတို့သတင်းပေါက်နားမှာထိုင်နေတာကိုမြင်လိုက်ရပါတယ်စပွဲပေါ်မှာလက်ဖက်ရည်အိုးတွေအစားဖိုင်တွဲတော်တော်များများရှိနေပါတယ်ကျမကပြုံးပြီးနှုတ်ဆက်လိုက်တဲ့အခါအဖိုးကလည်းပြုံးပြရင်လားထိုင်ပါအောင်လို့ပြောပါတယ်ကျမထိုင်ပြီးတဲ့နောက်မှာတော့အဖိုးရှန်ကမောင်နှမနှစ်ယောက်ကိုကြည့်ပြီးကဲငါမင်းတို့ကိုခေါ်လိုက်တာကပြောစရာရှိလို့ပါငါမှသားတစ်ယောက်ပဲရှိတယ်အဲ့ဒါဝင်ကျွင်းပေါ့မင်းတို့ကသူ့ရဲ့ကလေးတွေဖြစ်တဲ့အတွက်ငါရဲ့တရားဝင်အမွေဆက်ခံသူတွေပဲငါအခုလိုပြင်းထန်ဖျားပြီးတဲ့နောက်မှာတော့ကျမ်းမာရေးကအရင်လိုမဟုတ်တော့ဘူးရှမ်မီသားစုရဲ့စီးပွားရေးကိုတာဝန်ယူပြီးကောင်းကောင်းစီမံခန့်ခွဲကြရမယ်စုအုပ်စုဆိုတာကစုမီသားစုရဲ့ကုမ္ပဏီပါကျမအဖေကလက်ပလာနဲ့စတင်ပြီးသူ့ရဲ့အင်ပါယာကိုကိုယ်တိုင်တည်ထောင်ခဲ့တာပါကျမအကိုကအခုအဲ့ဒီမှာအယောင်ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်နေပါတယ်ဒါဟာကျမအဖေရဲ့အကြံအစီပါအဖေကနောင်ကြရင်မင်းကကုမ္ပဏီကိုစီမံခန့်ခွဲရမှာအကယ်၍မင်းကုမ္ပဏီရဲ့အလုပ်တွေကိုတေချာမသိရင်ကောင်းကောင်းစီမံနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်ကျမအကိုဟာအယောင်ကိုယ်စားလှယ်ယာရုမှာပဲ9နှစ်6နှစ်လောက်ရှိနေခဲ့ပါပြီအလုပ်မှာသူဘလောက်ပဲတော်နေပါစေအဖေကတော့သူ့ယာရုကိုပြောင်းပေးဖို့ဘယ်တော့မှသဘောမတူခဲ့ပါဘူးဒါကိုကြားတော့အဖိုးကအေးဆက်ဆက်ရေမောလိုက်ပြီးမင်းအဖေကလူကောင်းရောင်ဆောင်နေတာပဲသူ့အပေါ်မှာမင်းဘယ်လိုများမျှော်လင့်ချက်ထားနိုင်တာလဲသူသားမင်းရဲ့အနာဂတ်အတွက်တကယ်စီစဉ်ပေးခြင်းနဲ့ဆိုရင်မင်းကိုဒီလောက်နေတဲ့ယာရုမှာဒီလိုနှစ်အတော်ကြာအောင်ထားမှာမဟုတ်ဘူးမင်းလိုလူငယ်ပညာတတ်အမွေဆက်ခံသူတယောက်ကိုကုမ္ပဏီမှာအောက်ခြေအလုပ်တွေ9နှစ်6နှစ်လောက်ခိုင်းနေတာဟာကြိုးချောင်းစီလို့တဲ့ဆုံးဖြတ်ချက်လို့မင်းထင်သလားအခုသာကုမ္ပဏီကနေထွက်လိုက်ရင်ဒီနှစ်တွေတခြားစူးစမ်းခဲ့တာတွေအားလုံးကအလကားဖြစ်သွားလိမ့်မယ်လို့ကျမကထောက်ခံပြောလိုက်ပါတယ်အကယ်၍အဖေသားရွေချက်ရှိရင်အကိုယာရုကိုပြောင်းပေးပြီးလောက်ပါပြီဒါပေမဲ့အကိုပြောတာလည်းမမှားပါဘူးသူသားအခုစိုးစိုးကနေထွက်လိုက်ရင်သူ့ရဲ့အရင်ကစူးစမ်းအားထုတ်မှုတွေအားလုံးကတဲတဲရီတုံဖြစ်သွားပါလိမ့်မယ်အဖေကတနေ့ကျရင်အိုမင်းလာမှာဖြစ်ပြီးအကိုကသူ့ရဲ့တူလေးတော့အမွေဆက်ခံသူပဲလေအကိုကတော့စိတ်လျှော့လိုက်တဲ့အမူအရာနဲ့ခေါင်းခါရင်မင်းဖေပါတွေတွေးနေလဲဆိုတာငါမသိတော့ဘူးဝန်လီကတမီးဖြစ်နေလို့သူတန်ရောစင်မရှိတာထားပါတော့ဒါပေမဲ့မင်းကသူ့ရဲ့တူလေးတော့သားပဲလေလို့ဆိုပါတယ်ကျမအကိုကဘာမှပြန်မပြောဘဲခေါင်းငုံနေပါတယ်အဖေရဲ့စိတ်ထဲမှာဘာရှိနေလဲဆိုတာဘယ်သူမှမသိပါဘူးအကိုကိုအာနာမခွဲဝေပေးတာဟာသူ့ကိုမယုံကြည်သေးတယ်လို့ပါပဲအဖိုးကကျမကိုကြည့်ပြီးဝန်လီမင်းဒီမျိုးကိုပြန်ရောက်တာတော်တော်ကြာပြီနော်အခုဘာလို့ကိုအစီအစဉ်ရှိလဲလို့မေးပါတယ်အရင်ဆုံးကလေးတွေကြောင်းတက်ဖို့ကိစ္စတွေပြင်ဆင်ပြီးမှအဖိုးစီစဉ်ပေးတဲ့အတိုင်းလုပ်ပါမယ်လို့ကျမပြန်ဖြေလိုက်ပါတယ်ဝန်လီပြီးခဲ့တဲ့နှစ်တွေမှာမင်းနိုင်ငံသားမှာကျောင်းမြတ်ရတနာဒီဇိုင်းပညာရပ်ကိုဆက်လက်လာခဲ့တယ်လို့အဲ့ဒီမှာမင်းရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေလည်းအများကြီးရှိခဲ့တာပဲမင်းကကျောင်းမြတ်လောကကိုကောင်းကောင်းနားလည်နေပြီဆိုတော့ရှန်ယွန်လုပ်ငန်းကိုမင်းဦးစီးစေချင်တယ်အောက်ခြေကနေစပြီးတင်စရာမလိုဘူးလားဟင်လို့ကျမကမေးတဲ့အခါမလိုပါဘူးငါမင်းကိုယုံတယ်မင်းကုမ္ပဏီကိုဖျက်ဆီးပြရင်တောင်ကိစ္စမရှိဘူးဒါကတင်ယူမှုနဲ့အတွေ့အကြုံရဖို့အတွက်ပဲတဲ့အဖိုးရဲ့စကားတွေကကျမရဲ့နှလုံးသားကိုနှွေးထွေးတဲ့လေပြေလေးကလာရောက်ပုတ်တက်လိုက်တယ်လို့ခံစားရစေပြီးအရန်ကိုနှစ်သိမ့်မှုဖြစ်စေပါတယ်ကျမအစွမ်းကုန်စူးစမ်းပါမယ်လို့ကတိပေးလိုက်ပါတယ်စီးပွားရေးအကြောင်းပြောပြီးတဲ့နောက်မှာတော့အဖိုးကကျမအကိုကိုတင်ငိမ့်တဲ့လေတံနဲ့ထပ်ပြောပါတယ်မိုးချမ်းမင်းကစူမီသားစုရဲ့အမွေဆက်ခံသူဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲမင်းနဲ့ဝန်လီနှစ်ယောက်လုံးဟာရှမ်မီသားစုရဲ့အမွေဆက်ခံသူတွေလည်းဖြစ်တယ်အဖိုးကတော့မင်းတို့ကိုနောက်ထပ်နှစ်အနည်းငယ်လောက်အထိကူညီပေးနိုင်အောင်ပါပါဒါပေမဲ့အနာဂတ်ဆိုတာဘယ်သူမှမသိနိုင်ဘူးလေကျွန်တော်သိပါပြီကျွန်တော်ကိုနောက်ထပ်တစ်နှစ်လောက်အချိန်ပေးပါတစ်နှစ်အတွင်းမှာစူကုမ္ပဏီကိစ္စပဲဖြစ်ဖြစ်မဟုတ်ရင်လည်းကျွန်တော်ရှမ်မီသားစုရဲ့လုပ်ငန်းတွေကိုတာဝန်ယူပြီးအဖိုးကိုစိတ်အေးလက်အေးနားယူစေပါမယ်လို့အကိုကခိုင်မာတဲ့စကားလုံးတွေနဲ့ပြောလိုက်တဲ့အခါမှာတော့အဖိုးရှန်ဟာကျင်းနဲ့စွာနဲ့ကောင်းကြီးပြပါတော့တယ်အဖိုးရှန်နဲ့အရေးကြီးတဲ့ကိစ္စတွေဆွေးနွေးပြီးတဲ့နောက်မှာတော့တော်တော်လေးနောက်ကျနေပါပြီလူတိုင်းလည်းကိုယ့်ခန်းကိုပြန်ပြီးနားကြတော့တာပေါ့မနေ့ရောက်တော့ကျမရင်နေခဲ့တဲ့ကွန်ဒိုကိုပြန်သွားကြည့်တယ်အခန်းက23ထပ်မှာပါရွှေရှိကိုမပြန်ဖြစ်တာနှစ်တော်တော်ကြာပြီဆိုတော့လက်ဝဲနေတဲ့တော့ကအလုပ်လုပ်ပါဦးမလားလို့တွေးနေမိတာဒါကြောင့်မို့လဲတော့ပူတွေကိုပါတခါတည်းယူလာခဲ့တာပါတကားဝါကိုရောက်တဲ့အခါမှာတော့မှာဘက်ထရီရှိနေသေးတာကိုတွေးလိုက်ရလို့လက်ဝဲနဲ့ပဲတကားဖွင့်ဝင်ခဲ့ပါတယ်အင်ချန်မြေအကျိုးဆောင်တဲ့အတူထဲကိုဝင်ခဲ့တော့သူကအိမ်ကတော်တော်လေးတန့်ရှင်းနေတာပဲတန်းဝင်နေလို့တောင်ရတယ်လို့ပြောပါတယ်ပရီဘောကတွေပေါ်မှာဖုန်တစ်စက်တောင်မရှိတာကိုကြည့်ရတာနှစ်နဲ့ချီပြီးလူမနေတဲ့အိမ်နဲ့တောင်မတူပါဘူးအဲ့ဒီအချိန်မှာပဲကျမဝေခွဲမရဖြစ်နေတော့မှအမကျန်းကမိဖို့ခန်းထဲကထွက်လာပြီးဧကန်းစီကိုရှောက်လာပါတယ်သူကကျမကိုမြင်တာနဲ့တခင်မလေးနောက်ဆုံးတော့ပြန်လာပြီးပေါ့လို့နှုတ်ဆက်ပါတယ်အမကျန်းဂူရန်ချန်းနဲ့ကျမကကွာရှင်းပြီးသားပါကျမကိုတခင်မလေးလို့ခေါ်တာမသိတော့ဘူးထင်တယ်လို့ပြောလိုက်တော့သူကစိတ်မရှိပါနဲ့တခင်မလေးရဲ့ကျမအချင်းဖြစ်နေလို့ပါတဲ့အမကျန်းရှင်ဒီမှာဘာလုပ်နေတာလဲကျ
ကျမကွာရှင်းပြီးထွက်သွားတဲ့နေ့ကရှင်ရဲ့လစာတွေကိုအပြတ်ရှင်းပေးခဲ့တယ်လို့မှတ်မိနေပါတယ်လို့မေးလိုက်တော့သူကသခင်မလေးဒါကမစ္စတာကူခိုင်းတာပါသခင်မလေးပြန်လာရင်အဆင်ပြေအောင်လာတန်းရှင်းပေးဖို့သူကကျမကိုခိုင်းထားတာပါလို့ပြန်ဖြေပါတယ်ဒါကိုကြားတော့ကျမရင်ထဲမှာတမျိုးကြီးဖြစ်သွားမိတယ်အရင်တုန်းကဆိုရင်သူကဒီလိုအသေးမွားကိစ္စတွေကိုလုံးဝဂရုစိုက်တတ်သူမဟုတ်ဘူးဒါပေမဲ့ကွာရှင်းပြီးတဲ့နောက်မှာတော့သူကကျမအတွက်အရာအလုံးကိုတိတ်တဆိတ်စီစဉ်ပေးပြီးပို့ပြီးတော့ဂရုစိုက်လာခဲ့တယ်။ကိုရန်ချမ်းကိုမချစ်ဘူးလို့ပြောရင်ဒါဟာလိန်ညာရာရောက်ပါလိမ့်မယ်။ဒါပေမဲ့ကျမကိုရန်ချမ်းရဲ့မကြိုက်ဘူးဆိုတဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့စတင်ဖြစ်ပေါ်နေတဲ့အဲ့ဒီခံစားချက်လေးကလုံးဝငြိမ်သက်ခံလိုက်ရပါပြီ။အင်ချန်မီအကျိုးဆောင်ရဲ့စကားကကျမရဲ့အတွေးတွေကိုဖျက်တောက်ပစ်လိုက်ပါတယ်။သခင်မလေးကျမအိမ်တက်ပုံလေးတွေရိုက်လို့ရမလားရှင်းလို့မေးတော့ရတာပေါ့စိတ်ကြိုက်ရိုက်ပါလို့ခွင့်ပြုလိုက်ပါတယ်။အမချမ်းကမိဖို့တွေကထွက်လာပြီးကျမအတွက်ရေတစ်ခွက်နှိပ်ပေးပါတယ်သခင်မလေးဒီအိမ်ကိုရောင်းဖို့စိတ်ကူးထားတာလားလို့သူကမေးတော့ဟုတ်တယ်ကျမလည်းမတုံးဖြစ်တော့ဘူးဆိုတော့အလကားဒီတိုင်းပြစ်ထားရမှာနှမျောစရာကြီးရောင်းလိုက်တာကမှပိုကောင်းမယ်လို့ပြန်ပြောလိုက်ပါတယ်အမချမ်းကခေါင်းတငိမ့်နဲ့နားထောင်နေပေမဲ့သူ့ရဲ့ဝန်းထဲမှာတော့ဝမ်းနေရိပ်တွေတွေ့နေရတယ်ဒီအိမ်ကိုရောင်းလိုက်ပြီဆိုရင်အမချမ်းလည်းအလုံးလက်မဲ့ဖြစ်သွားတော့မှလေသူ့စိတ်ထဲကအတွေးကိုသိနေတဲ့အတွက်ကျမကပဲအကြံပြုလိုက်ပါတယ်အမချမ်းရှင့်မှာတခြားအစီအစဉ်မရှိဘူးဆိုရင်ရှန်ဆန်အိမ်မှာလာအလုပ်လုပ်မလားရှင့်ကိုသိလာတာနှစ်တွေအများကြီးရှိပြီဆိုတော့ရှင့်ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ယူသားမှုကိုကျမယုံကြည်ပါတယ်ရှန်လေးနဲ့ချာလေးရဲ့နေ့စဉ်ဘဝကိုစောင့်ရှောက်ပေးဖို့ယုံကြည်ရမယ့်သူတယောက်ကျမရှာနေတာပါလို့ပြောလိုက်ပါတယ်။သူကဝမ်းသာအားရလက်ခံပေးမယ်။ဒါပေမဲ့မစ္စတာကူနဲ့အဆက်အသွယ်အားလုံးကိုဖျက်ရမယ်နော်လို့ကျမကကန့်သက်ချက်ထားလိုက်ပါတယ်။သူကချက်ချင်းပဲဖုန်းကိုထုတ်ပြီးကျမရှိမှတင်ကူရန်ချမ်းရဲ့ဖုန်းနံပါတ်ကိုဖျက်ပစ်လိုက်ပါတယ်။အကျိုးဆောင်ကဓာတ်ပုံနဲ့ဗီဒီယိုတွေရိုက်ပြီးသွားတော့ကျမလည်းအမချမ်းကိုရှန်ဆန်အိမ်စီခေါ်သွားခဲ့ပါတယ်။အဲ့ဒီကိုရောက်ပြီးအမွာလေးနှစ်ယောက်ကိုတွေ့တဲ့အခါမှာတော့အမချမ်းတယောက်ဘာလို့မစ္စတာကူနဲ့အဆက်အသွယ်မလုပ်ခိုင်းရတာလဲဆိုတာကိုနားလည်သွားပါတယ်။ကျွေးရုပ်လေးတွေလိုချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်ကိုသူမေးကြည့်နေမိတယ်။ကလေးတွေကကူရန်ချမ်းနဲ့တော်တော်လေးတူတာပါအထူးသဖြင့်ရှန်လေးရဲ့မျက်ဝန်းတွေကိုတေချာကြည့်ရင်ကူရန်ချမ်းနဲ့တစ်ထက်သေးပါပဲမကွာရှင်းခင်တုန်းကခန်းစားခဲ့ရတဲ့ပြုတ်အန်ချင်စိတ်တွေကိုပြန်သတိရမိရင်အမချမ်းကဒီကလေးတွေကကူရန်ချမ်းနဲ့မပတ်သက်ဘူးဆိုတာဘယ်သူမှယုံမှာမဟုတ်ဘူးအဲ့ဒါကိုတော့ကျမတေချာပေါက်ပြောရဲတယ်ဒီနေ့ကစပြီးဒီကလေးနှစ်ယောက်ကိုရှင်မဲကြည့်ပေးပါတော့လို့ပြောပြီးကလေးတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အမချမ်းကအရင်ကလည်းကလေးထိန်လုပ်ခဲ့မှုတဲ့သူဆိုတော့သဘောကောင်းပြီးစိတ်ရှည်သူလည်းဖြစ်တယ်ဒါကြောင့်ကလေးတွေရဲ့စိတ်ကိုခဏလေးနဲ့တိမ့်ပိုက်နိုင်ခဲ့ပါတယ်တရက်တောင်မဖြစ်ခင်မှာပဲအမချမ်းကကလေးတွေကိုဥယျာဉ်ထဲခေါ်ပြီးတယောက်တည်းစော်ပေးနိုင်နေပါပြီကလေးတွေကသူ့ကိုလက်ခံသွားတဲ့အတွက်ကျမလည်းစိတ်သက်သာရသွားတယ်နောက်တစ်ဆင့်ကတော့ကလေးနှစ်ယောက်အတွက်မူကြိုရှာဖို့နဲ့ရှန်ရွံလုပ်ငန်းစုကိုဦးစီးဖို့ပြင်ဆင်ရမှာပါမွန်းတဲ့ချိန်မှာကျမတို့အားလုံးရှန်ဆန်အိမ်ရဲ့ထမင်းစားခန်းမှာပျော်ပျော်ပါးပါးထမင်းစားနေကြတော့အိမ်ထင်းကြီးကကျမစီဖုန်းလာပေးပြီးသခင်မလေးဖုန်းတော်များများဝင်ထားပါတယ်လို့ရိုးရိုးသေးသေးပြောပါတယ်ကျမလည်းခေါင်းကြီးပြပြီးဖုန်းကိုယူကအပြင်ထွက်ပြီးဖြေလိုက်ပါတယ်တစ်ဖက်ကအတန်ကမင်္ဂလာပါသခင်မလေးကျမကရှန်ရောင်အင်ချန်မီကရှောက်ချင်းပါလို့နှုတ်ဆက်ပါတယ်ဟုတ်ကဲ့ပြောပါရှောက်ချင်းလို့ပြန်ပြောတော့သူကသခင်မလေးဒီမနေ့တင်လိုက်တဲ့အိမ်ကိုတယောက်ကလာကြည့်ပြီးစရံငွေတန်းပေးသွားလို့ပါအယောင်းဝယ်စာချုပ်ချုပ်ဖို့နဲ့ပိုင်ဆိုင်မှုလွှဲပြောင်းဖို့ဘယ်တော့လောက်လာနိုင်မလဲဆိုတာမေးချင်လို့ပါတဲ့ဒါကိုကြားတော့ကျမမယုံနိုင်အောင်ဖြစ်သွားတယ်ရွမ်သိန်း1800တဲ့အိမ်တလုံးကဈေးကွက်တင်ပြီးနောက်တစ်ရက်မှတည်းရောင်းထွက်သွားတယ်ဆိုတာတော်တော်လေးညှဉ်းနှုံးနေတယ်လေအကျိုးဆောင်ကလည်းကျမလည်းအံ့ဩနေတာပါသူကအိမ်ကိုခဏလေးပဲကြည့်ပြီးတော့ဘာမှတောင်သိမ့်မပြောပဲကတ်ထုတ်ပြီးစရံငွေတန်းချေသွားတာသူကဒီဒေတာအစည်းအဝေးလုပ်ငန်းရှင်တယောက်ပါပဲအတန်ဝဲတာကိုကြည့်ရတာဒီမျိုးသားပဲဖြစ်ရမယ်လို့ပြောပါတယ်ကျမလည်းဆက်မမေးတော့ပဲညနေ3 နာရီမှာအင်ချန်မီကုမ္ပဏီမှာစာချုပ်ထုတ်ဖို့ချိန်လိုက်ပါတယ်ချိန်ထားတဲ့နေရာကိုရောက်တော့ဝယ်သူနဲ့တွေ့ပါတယ်အကျိုးဆောင်ကတော့သူ့ကိုကြည့်ရတာတမျိုးပဲလို့ပြောပေမဲ့ကျမအတွက်တော့သူကရင်းနှီးနေတယ်လို့ပါပဲရှမ်မီသားစုရုံးခန်းတွေကိုတခါမှမရောက်ဘူးပေမဲ့ရှိုရန်ကိုတော့ပွဲတစ်ခုမှမြင်ဘူးတယ်လို့ရှိတယ်ဒါပေမဲ့သူကကူရန်ချမ်းရဲ့ကိုရေးအရာရှိဆိုတာကိုတော့ကျမမသိခဲ့ပါဘူးသခင်မလေးဒါကမစ္စတာလင်းပါစစ်စရာကောင်းတဲ့သခင်မလေးနဲ့တွေ့ရတာဝမ်းသာပါတယ်လို့နှုတ်ဆက်တော့ကျမလည်းသူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးထိုင်ကုန်မှာထိုင်လိုက်ပါတယ်မစ္စတာလင်းရှင်ကခဏလေးပဲကြည့်ပြီးဝယ်ဖို့ဆုံးဖြတ်လိုက်တာဆိုတော့ဆုံးဖြတ်ချက်ကအယမ်းမြန်လုံးနေသလားလို့တကယ်လို့စိတ်ပြောင်းချင်တယ်ဆိုရင်ကျမစရံငွေပြန်ပေးလို့ရပါတယ်လို့ပြောလိုက်တော့အကျိုးဆောင်ကကြောင်သွားတယ်စာချုပ်ချုပ်တော့မဲ့အချိန်မှာရောင်းသူကပြန်စဉ်းစားခိုင်းနေတာကိုတခြားသူတွေဘာတွေးကျမကတော့ဂရုမစိုက်ပါဘူးမစ္စတာလင်းကိုကြည့်ရတာလည်းအယမ်းချမ်းသာတဲ့သူတယောက်နဲ့မတူဘူးလေလင်းကျိုးကအနှဲငယ်အံ့ဩသွားပြီးပြုံးလိုက်ပါတယ်သခင်မလေးကအကဲခတ်တော်တာပဲကျွန်တော်ကဝယ်သူမဟုတ်ပါဘူးကျွန်တော်အထက်လူကြီးအတွက်ဝယ်ပေးတာပါသူကမြစ်ကိုလှမ်းမြင်ရတဲ့အိမ်ပေါ်ထပ်မျိုးရှာနေတာဒီမနေ့ကျွန်တော်ဗီဒီယိုရိုက်ပို့လိုက်တော့သူတော်တော်လေးသဘောကျသွားတယ်လို့ရှင်းပြပါတယ်မစ္စတာလင်းရှင်းရဲ့အထက်လူကြီးကဘာတူလဲစီးပွားရေးလောကမှာတယောက်နဲ့တယောက်တိကျမှာပါကျမတီကောင်းသိနိုင်ပါတယ်လို့မေးလိုက်တော့လင်းကျိုးကစိတ်ထဲမှာတိတာပေါ့တော်တော်လေးကိုတိတာလို့တွေးနေပေမဲ့ဒါဟာကူရန်ချမ်းလို့တော့မပြောပါဘူးသူကပြုံးပြီးတော့ပဲကျွန်တော်အထက်လူကြီးကတနိုင်ငံလုံးမှာအလုပ်တွေလုပ်နေတာပါမေးလိုက်ပါတော့ကျွန်တော်တို့စာရွက်စာတမ်းကိစ္စတွေပဲအရင်လုပ်လိုက်ကြရအောင်လို့ပြောပြီးစကားလမ်းကြောင်းလွှဲလိုက်ပါတယ်ကျမလည်းဆက်မတွေးတော့ပဲစာချုပ်ချုပ်လိုက်ပါတယ်အားလုံးပြီးသွားတဲ့အခါမှာတော့လင်းကျိုးကသူ့ကားထဲမှာထိုင်ရင်းဖြစ်ပျက်ခဲ့တဲ့မြကိုကူရန်ချမ်းစီအကြောင်းကြားဖို့ပြင်လိုက်ပါတော့တယ်နောက်ထပ်ရက်ဝက်ကြော်ကြတဲ့အထိကျမကျောင်းသတင်းချက်လက်တွေကိုပြန်လည်စစ်ဆေးခဲ့သလိုကျောင်းတွေကိုလည်းကိုယ်တိုင်တွားရောက်ကြည့်ရှုခဲ့ပါတယ်နောက်ဆုံးတော့အဲ့ဒီမနက်မှာပဲ KG ကျောင်းဝင်ခွင့်ရတဲ့အကြောင်းကြားစာရောက်လာခဲ့ပါတယ်ဒီအလက်ကမျှော်လင့်ထားတဲ့အတိုင်းပါပဲကျမရဲ့ရတနာလေးနှစ်ယောက်ကထက်မြက်ပြီးချစ်ဖို့ကောင်းတာကြောင့်လက်မခံရမယ့်အကြောင်းရင်းမရှိပါဘူးမနက်စာစားပြီးတဲ့နောက်ကလေးနှစ်ယောက်ကိုခေါ်ပြီးအိမ်ကနေထွက်လာခဲ့ပါတယ်
ပစ္စည်းတချို့ဝယ်ဖို့အတွက်ကလေးတွေနဲ့အတူကားမောင်းပြီးမော်ကိုသွားခဲ့တာပါဆိုင်တော်များများဝင်လိုက်ထွက်လိုက်လုပ်ပြီးတဲ့နောက်မှာတော့ကျမရဲ့ထက်မြက်တဲ့အမြင်အာရုံကရင်းနှီးနေတဲ့အရေးအယောင်တစ်ခုကိုလှမ်းမြင်လိုက်ပါတယ်ကျမရဲ့မိထွေးဖြစ်သူလင်မန်းကွေပါပဲသူမဟာအစိမ့်မြင့်တန်ဖိုးကြီးဝတ်စုံတွေကိုဝတ်ဆင်ထားပြီးလမ်းတစ်ဖက်ကစကြံတစ်လျှောက်လမ်းလျှောက်နေပါတယ်သူမရဲ့နောက်မှာတော့သူမရဲ့လက်ကင်အိတ်နဲ့ဈေးဝယ်အိတ်တွေကိုတည်ပေးထားတဲ့စီကံတယောက်ပါလာပါတယ်လင်မန်းကွေကိုမမြင်ချင်တာကြောင့်ကလေးနှစ်ယောက်ကိုဆွဲပြီးတခြားတစ်ဖက်ကိုလှည့်ထွက်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလင်မန်းကွေကလည်းကျမကိုမြင်သွားခဲ့ပါတယ်အိုးဒါဝန်လီမဟုတ်ဘူးလားနင်ဘယ်တော့မှပြန်ရောက်တာလဲတဲ့ကျမကတော့သူမကိုအာယုံမဆိုင်ချင်တာကြောင့်ခြေလမ်းကိုအချိန်နှိမ့်လိုက်ပါတယ်ဒီမိမဟာကျမဖေရှိမှာဆိုရင်အမြဲတမ်းဟန်ဆောင်ကောင်းပြီးမြင့်တိမ်ဝေးသလိုအားကိုးရမယ်သလိုနေပြတတ်ပေမဲ့ကျမနဲ့ကျမအကိုရှိမှာဆိုရင်တော့ကဲ့ရဲ့ရှုံချတဲ့မျက်နှာထားနဲ့အမြဲဆက်ဆံတတ်တာပါသူမဟာကျမကဂရုမစိုက်ပဲလိလူရှူတာကိုမြင်တော့ဒေါသတကြီးနဲ့အော်ပြောလိုက်ပါတယ်ဝန်လီနင်နဲ့အဲ့ဒီမျိုးမစစ်နှစ်ယောက်ရက်လိုက်စမ်းကျမကလေးနှစ်ယောက်ကိုအဲ့ဒီနေရာမှာပဲမလုံမရှက်ရက်နေခိုင်းပြီးလင်မန်းကွေးစီကိုစကားတခွန်းမှမပြောဘဲဒေါသတကြီးလမ်းလျှောက်သွားခဲ့ပါတယ်ပြီးတော့လက်ကိုမြောက်ပြီးလင်မန်းကွေးကိုဖြန်းခနေနေအောင်ပါရိုက်လိုက်ပါတယ်လင်မန်းကွေးဟာနာကျင်မှုကြောင့်သူမရဲ့ဘဲဘက်ပါကိုအုပ်ထားရင်းဝန်လီနင်ကတော့ရိုင်းဆိုင်လိုက်တာနင်ကနိမိထွေးကိုဘလိုတောင်ရိုက်ရဲရတာလဲဒါဟာလုံးဝယုံသိမှုမရှိတာပဲလို့အတန်ကိုတမင်မြင့်ပြီးပြောလိုက်ပါတယ်လမ်းသွားလမ်းလာတွေကလည်းကျမတို့နှစ်ယောက်စီကိုလှည့်ကြည့်လာကြပါတယ်ကျမကတော့ပြုံးပြီးရှင်ကကျမကလေးတွေကိုမျိုးမစစ်လို့ခေါ်ရဲတယ်ပေါ့ဒီပါရိုက်ချက်ကရှင်နဲ့ထိုက်တန်ပါတယ်ကျမလင်မန်းကွေကိုခြေဆုံးကောင်းဆုံးကြည့်လိုက်ပါတယ်မျိုးမစစ်အကြောင်းပြောမယ်ဆိုရင်ရှင်းပိုက်တဲ့ကကလေးကမှမျိုးမစစ်ပဲကျမနဲ့မျက်လုံးချင်းစုံတဲ့အခါလင်မန်းကွေဟာကျမတခုခုကိုသိနေတယ်လို့ထင်သွားပုံရပြီးရှင်းပြလို့မရတဲ့နောက်တစ်မျိုးခံစားသွားရတာကိုတွေ့လိုက်ရပါတယ်ဒီမှာစကားမပြောနဲ့လူသူမကဆိုပါတယ်ကျမကတော့မထီမဲ့မြင်ပြုံးပြပြီးတိတ်တဆိတ်ပဲလှည့်ထွက်ခဲ့ပါတယ်ဒီနေ့လင်မန်းကွေဟာပေါ့ပွက်ရောင်ရောင်ကောင်းဝင်ကိုဝတ်ထားပေမဲ့သူမရဲ့အနေငယ်ဦးထွက်နေတဲ့ဝမ်ဘိုက်ကိုတော့ဝိုးတော်ဝမြင်နေရပါတယ်ကျမအဖေကကျမအကိုကိုကုမ္ပဏီလွှဲပေးဖို့ဘာကြောင့်ညှင်းဆန်နေတာလဲဆိုတဲ့အကြောင်းရင်းကတော့ရှင်းသွားပါပြီသူကဒီကလေးအတွက်ရည်ရွယ်ထားတာကိုဘာရဲ့ပေါ်ထက်ကတီးတက်အခန်းထဲမှာတော့ဘူရန်ချမ်းဟာအနက်ရောင်ရှက်အင်ဂျီကိုကျဲသီးဖြုတ်ပြီးဝတ်ထားရင်းသတင်းပေါက်ကြီးရှိမှရက်နေပါတယ်လက်ထဲမှာတော့ဝီစကီဖန်ခွက်တစ်ခွက်ကိုကင်ထားပြီးအပြင်ဘက်ကိုငေးကြည့်နေပါတယ်သူ့ရဲ့ကြောပြင်ကဝမ်းနဲ့ကြေကွဲမှုတွေလွှမ်းခြုံနေတယ်လို့ပါပဲဖူစီညံနဲ့ရန်ရီချန်တို့ဟာတကားကိုတွန်းပြီးဝင်လာကြပါတယ်။ဘူရန်ချန်ရဲ့ဒီလိုပုံစံကိုမြင်တော့သူတို့ခဏတာတိတ်ဆိတ်သွားကြပါတယ်။ရီချန်ကအနားကိုရှောက်သွားပြီးမင်းရဲ့ဇနီးဟောင်းဝန်လီက Stardust ကိုပြန်ရောက်နေပြီလို့ငါကြားတယ်။ဘာလို့ဒီလိုမျက်နှာဖြစ်နေရတာလဲလို့ပြောလိုက်ပါတယ်။ရီချန်ကစကားပြောမြန်သွားတာကြောင့်ဖူစီညံကတားဖို့ပြင်ပေမဲ့မမီလိုက်ပါဘူး။ဒီတခါသူ Stardust ကိုပြန်လာတာသူတယောက်တည်းမဟုတ်ဘူး။ကလေးနှစ်ယောက်လည်းပါလာတယ်လို့ဘူရန်ချန်ကသူတို့ကိုတစ်ချက်ကြည့်ပြီးပြောပါတယ်။သူဟာနေရာကနေမထားပဲဘားကောင်လာစီရှောက်သွားပြီးအရက်ကိုထပ်ငင်လိုက်ပါတယ်။ဖူစီညံကတော့တပြင်းချရင်ကောင်းခါလိုက်ပါတယ်။ကိုရန်ချမ်းဟာအရက်ထဲမှာသူ့ရဲ့ဝမ်းနည်းမှုတွေကိုနှမြုပ်နေပြီးပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုကိုခံစားနေရပုံပါပဲ။၃ယောက်သားဆိုဖာပေါ်မှာအတူထိုင်ပြီးအရက်တော်များများတောက်ပြီးတဲ့နောက်မှာတော့ကိုရန်ချမ်းကအရှက်ရှက်အတန်နဲ့စကားဆလာပါတယ်။သူအိမ်အောင်ကျသွားပြီဆိုတာမင်းတို့သိလား။ကလေးနှစ်ယောက်တောင်ရနေပြီးဖူစီညံကသူ့ပခုံးကိုပုတ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။တိတ်ပြီးစိတ်ထဲမထားပါနဲ့တော့သူကအိမ်အောင်ကျသွားပြီပဲအဲ့ဒါကိုပဲအတိတ်မှာထားလိုက်ပါတော့ရန်ရီချန်ကလည်းဟုတ်တယ်အခုဆိုသူကအိမ်အောင်ကျပြီးကလေးတွေတောင်ရှိနေပြီပဲမင်းမတခြားပါရွေးချယ်စရာရှိသေးလို့လေ။ဘာလို့ကိုနှိမ့်ဆက်နေတာလဲ။မေးလိုက်ပါတော့မင်းတို့ကအချစ်ရဲ့ခါးသီးမှုကိုမငြင်းဆန်းဘူးတော့နားမလည်နိုင်ပါဘူးသူ့သတင်းပါမှမရပဲပျောက်နေတဲ့ဒီနှစ်တွေတခြားမှာငါသူ့ကိုလက်မလွတ်နိုင်ခဲ့ဘူးအခုသူပြန်ရောက်လာတော့ပို့ပြီးအောင်လက်လွတ်ရခတ်သွားပြီးဒါဆိုမင်းပါလို့ကိုအစီအစဉ်ရှိလဲလို့သူတို့ကမေးတဲ့အခါဘူရန်ချမ်းဟာခေါင်းငုံသွားပြီးသပင်တချို့ကနဖူးပေါ်ကိုဝဲကြလာပါတယ်သူဘာမှပြန်မပြောပဲရှေ့ကရက်ခွက်ကိုအကုန်မောချလိုက်ပါတယ်သူ့နှလုံးသားထဲမှာလည်းဒီမေးခွန်းအတွက်အဖြေမရှိပါဘူးအကယ်၍ဒီဘဝမှာသူတို့နှစ်ယောက်အတူမရှိနိုင်တော့ဘူးဆိုရင်သူဒီဘဝမှာဘသူ့ကိုမှလက်ထပ်မှာမဟုတ်ဘူးဆိုတာဘူရန်ချမ်းကောင်းကောင်းကြီးသိနေပါတယ်သူ့နှလုံးသားထဲကအဲ့ဒီနေရာဟာသူမအတွက်ပဲအမြဲဖြစ်နေမှာပါနောက်ကျသွားတဲ့အချစ်ကဘာဒိတ်ပဲရှိမှလဲဖူစီညံနဲ့ရန်ရီချန်တို့ဟာသူ့ကိုဘလို့မှနှစ်သိမ့်လို့မရနိုင်မှန်းသိတာကြောင့်ဒီညတော့သူနဲ့အတူအရက်တောက်ပေးဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်ကိုရန်ချမ်းဟာလုံးဝမူသွားခဲ့ပြီးအိမ်မက်ရှည်ကြီးတစ်ခုမက်ခဲ့ပါတယ်အိမ်မက်ထဲမှာလွန်ခဲ့တဲ့၄နှစ်ကအဲ့ဒီညကိုပြန်ရောက်သွားပါတယ်အဲ့ဒီညကလည်းသူဟာအခုလိုပဲအလွန်မင်းမူးနေခဲ့တာပါအရက်ရဲ့အချိန်ကြောင့်လားမသိပေမဲ့ညရဲ့ဆွဲဆောင်မှုကကြီးမားလွန်းခဲ့ပါတယ်သူဟာကျမကိုပွေးပတ်ခဲ့ပြီးကျမတို့နှစ်ယောက်ကတင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်သူငုံပြီးကျမရဲ့နှကန်းနီနီလေးတွေကိုနမ်းချက်ခဲ့ပါတယ်။အဲဒီညကပွင့်လန်းခဲ့တဲ့နှင်းစီနီလေးဟာသူမမြင်မှုသမျှထဲမှာအလှပဆုံးပါပဲ။မနေ့ရောက်တော့စံအိမ်တော်မှာကျမကလေးနှစ်ယောက်ကိုခေါ်ပြီးထမင်းစားကန်းစီတိုက်ရိုက်လျှောက်လာခဲ့ပါတယ်။အဖိုးဖြစ်သူကတော့စပွဲရဲ့အဓိကနေရာမှာထိုင်နေနေပါပြီ။ရှီနန်ချန်နဲ့ရှီနန်ဂျီတို့ကတော့သူတို့ရဲ့အဖိုးချိန်မှာလိမ္မာရင်ကျေးစွာရက်နေကြပါတယ်။အဖိုးကစစ်စပွဲပြုံးပြီးမြေးလေးတို့ဗိုက်စာနေကြပြီလားလို့မေးပါတယ်။ကလေးနှစ်ယောက်ကလည်းအတူတူခေါင်းညှိပြကြပါတယ်။ကျမကပြုံးပြီးဦးလေးကျိုးကတားတို့သမီးတို့အတွက်ဗာမနက်စာတွေပြင်ပေးထားလဲဆိုတာမြန်မြန်သွားကြည့်ရအောင်လို့ပြောလိုက်ပါတယ်။ကျမစကားအဆုံးမှာပဲမစ်စစ်ကျန်းကကလေးတွေကိုကလေးထိုင်ကုန်တွေပေါ်ကိုမတင်ပေးလိုက်ပါတယ်။ဦးလေးကျိုးကမနက်စာတွေချပေးဖို့မိဖို့ချောင်းကိုအမိန်ပေးလိုက်ပါတယ်။မန်ဂိုပူတင်းနဲ့ Black Forest ဂိတ်တွေကိုမြင်လိုက်ရတဲ့အခါကလေးနှစ်ယောက်ရဲ့မျက်လုံးလေးတွေဟာတောက်ပသွားပါတယ်။ကလေးတွေအတွက်အရသာရှိတဲ့မုံတွေလုပ်ပေးဖို့ဘိုးချန်ဟာပထမတန်းစားမုံဖို့ဆရာတယောက်ကိုတောင်းမှားရမ်းပေးထားတာပါ။တမိသားစုလုံးမနက်စာသုံးဆောင်နေကြတော့မှပဲအပြင်ဘက်တကားဝကနေရုတ်တရက်ဆူညံတန်တွေထွက်ပေါ်လာပြီးထမင်းစားခန်းရဲ့အေဂျင့်တာယာမှုကိုဖြိုခွဲလိုက်ပါတယ်။အိမ်တော်ထိန်ဟာထမင်းစားခန်းစီပြေးလွှားရောက်လာပြီးဝေါ်ကီတော်ကီကနေတဆင့်အပြင်ကအခြေအနေကိုမေးမြန်းပါတယ်။
မကြခင်မှာပဲအိမ်တော်ထင်းကအဖိုးရှန်ကိုသတင်းပို့ဖို့ပြန်ရောက်လာပါတယ်အဖိုးရှန်ခင်ဗျာခြံဝမ်နဲ့မတန်လင်းတို့ဟာအကြောင်းမကြပဲကျူးကျော်ဝင်ရောက်လာကြပါတယ်သူတို့ဘလို့ဝင်လာလဲမသိပေမဲ့ကားနဲ့တိုက်မိပြီးဝင်လာခဲ့တာပါဒီလိုမျိုးကိစ္စချုပ်အောင်လုပ်ပြီးသူဘာရီဂျန်စီနေတယ်လဲဆိုတာကျမသိချင်နေမိတယ်ကျမကလည်းအေးဆက်တဲ့လေတန်းနဲ့အမကျန်ကလေးတွေနဲ့အတူဒီမှာပဲနေခဲ့ပါလို့ခိုင်းလိုက်ပြီးအဖိုးရဲ့နောက်ကနေပြင်ကိုလိုက်ထွက်ခဲ့တယ်ကျမအဖေကဒီလောက်ထိစိတ်လိုက်မှန်ပါနဲ့စတိုးဝင်လာလိမ့်မယ်လို့ကျမမထင်ထားမိဘူးဒါဟာသူ့ရဲ့လှပတဲ့ဇနီးငယ်လေးဘက်ကနေကာကွယ်ပေးဖို့ရောက်လာတာသိကြပါတယ်အဖိုးဖြစ်သူရဲ့အတန်ကအရှိန်အဝါအပြည့်နဲ့ထွက်ပေါ်လာတယ်စူဝမ်မင်းမလုံးနေတာလဲကျမအဖေဟာချက်ချင်းဆိုသလိုနည်းနည်းတော့နောင်တရသွားပုံရတယ်ဘလို့ပဲဖြစ်ဖြစ်အဖိုးရှန်ကသူ့ရဲ့ရောက်ခမဖြစ်နေတာကြောင့်အခုလိုစိတ်လိုက်မှန်ပါမလုပ်သိခဲ့ဘူးလေဒါပေမဲ့အဖိုးရဲ့ဘေးမှာရက်နေတဲ့ကျမကိုမြင်လိုက်ရတဲ့အခါမှာတော့အဖေရဲ့ဒေါသတွေကတကြော့ပြန်လေတောက်လောင်လာခဲ့ပြန်တယ်အဖိုးကြီးဒါကိုတော့ခမည်းမဖြစ်သူကိုပဲမေးကြည့်လိုက်ပါဦးသူကျွန်တော်မိမကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာအဖေကသူ့ကိုခေါ်လိုက်တဲ့ပုံစံကြောင့်အဖိုးရှန်ဟာမျက်မှောင်ကျုပ်သွားပြီးဆုံးသွားပြီဖြစ်တဲ့ကျမအမေသူ့သမီးဟာဘဝရဲ့အချိန်တော်များများကိုဒီလိုလူစားမျိုးအတွက်အလားဟတအကုန်ခံခဲ့ရတာတန်ရဲ့လားလို့တွေးမိပြီးစိတ်မကောင်းဖြစ်သွားရတယ်ကျမကတော့မနေ့ကဖြစ်ပျက်ခဲ့တဲ့ညကိုအဖိုးရှန်တီအောင်သေးစိတ်ပြန်ပြောပြလိုက်တယ်ကျမပြောပြလို့အဆုံးမှာတော့အဖိုးရှန်ရဲ့မျက်နှာဟာဒေါသတွေနဲ့ပြည့်နှက်သွားတယ်မင်းဟာတကယ်ကိုမျက်စိကောနှလုံးသားပါကန်းနေတဲ့သူပဲဒါဟာမင်းရဲ့မိမကအရင်ဆုံးရိုင်းဆိုင်ဆိုင်လုပ်ခဲ့တာပဲဝန်လီကသူ့ကိုပါရိုက်ခဲ့တာတောင်နေသေးတယ်လို့ငါထင်တယ်ငါရဲ့အဖိုးတန်မြေးလေးတွေကိုမျိုးမစစ်လေးတွေလို့ခေါ်ရဲတဲ့အဲ့ဒီမိမဟာတကယ်ပဲအသက်မရှင်ကျင်တော့တာထင်တယ်အဖေဝန်လီပြောသမျှကိုပဲနားမယောင်ပါနဲ့ကျွန်တော်မိမအကြောင်းကျွန်တော်သိပါတယ်သူဟာဒီလိုရိုင်းဆိုင်တဲ့စကားမျိုးဘယ်တော့မှပြောမဲ့သူမဟုတ်ဘူးကျမရဲ့နှုတ်ခမ်းထောင်းမှာလောင်ပြုံးတစ်ခုပေါ်လာတယ်သူဆုံးတွေ့ခဲ့တာ10နှစ်တောင်မပြည့်သေးတဲ့မိမတယောက်အကြောင်းကိုတော့သူသိတယ်တဲ့လားဒါဆိုသူ့ရဲ့အရင်ခောက်သမီးရင်းရဲ့ဇယိုက်ကိုကြတော့သူမသိဘူးလားအဖိုးပြောတာမှန်တယ်စူဝမ်ဆိုတာမျက်စိကောနှလုံးသားပါကန်းနေတဲ့လူစားမျိုးပဲဝန်လီချက်ချင်းဒူးထောက်ပြီးမင်းရဲ့မိထွေးကိုတောင်းပန်စမ်းကျမဖေကကျမကိုစိုက်ကြည့်ပြီးနာကျင်စေမဲ့စကလုံးတွေနဲ့ပြောလိုက်တယ်ဒူးထောက်ပြီးခွင့်လို့ဖို့တောင်းပန်ရမယ်ဟုတ်လားရှင်ကကိုဘသူလို့ထင်နေတာလဲငါကမင်းဖေကွစိတ်မကောင်းပါဘူးရှင်ရှင်ဘက်ကကျမကိုအိမ်ဘောကနှင်ချလိုက်ကြတဲ့ကကျမဟာရှင်သမီးမဟုတ်တော့တယ်လို့ရှင်ဟာလည်းကျမဖေမဟုတ်တော့ဘူးအယိုးကျိုးရင်တော့အကြောကဆက်နေသေးတာပဲသွေးသားတော်ဆက်မှုကိုဒီတိုင်းဖြတ်တောက်လို့ရမယ်ထင်နေလားမင်းလိုမိုက်မဲတဲ့သမီးအခုချက်ချင်းဒူးထောက်ပြီးတောင်းပန်စမ်းအဖိုးရှန်ဟာစူဝမ်ရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုနားထောင်ရင်ဒေါသထွက်လုံးလို့ရေတောင်ရင်မိသွားတယ်လီပိုင်ဒီလူနှစ်ယောက်ကိုအပြင်ထုတ်ပစ်ဖို့လူလွတ်လိုက်စမ်းချက်ချင်းဆိုသလိုပဲအိမ်တော်ထင်းကအင်တာကွန်ကနေတဆင့်အမိန်ပေးလိုက်တော့လုံခြုံရေးဝန်ထမ်း9ယောက်10ယောက်လောက်ရောက်လာကြတယ်အဲ့ဒီအချိန်မှာလင်မန်းဝေးကဘိုက်ကိုကင်ပြီးဟန်ဆောင်ကောင်းကောင်းနဲ့ပြောလိုက်တယ်ကျမဘိုက်ထဲကအောင့်လာတယ်လို့ပဲအဖေကချင်းကပ်လာတဲ့လုံခြုံရေးတွေကိုမျက်လုံးပြူးကြည့်ရင်မင်းတို့ငါမိမကိုထောက်လက်နေတာပဲသူ့ဘိုက်ထဲကကလေးတစ်ခုခုဖြစ်သွားရင်မင်းတို့တာဝန်ယူနိုင်လားလို့အော်ပြောလိုက်တယ်ပြီးတော့လင်မန်းဝေးကိုအနီးနားကခုံတစ်ခုမှထိုင်ခိုင်းလိုက်တယ်လုံခြုံရေးတွေကလည်းခဏတာပါလို့ရမှန်းမသိပဲတုံဆိုင်သွားကြတယ်အိမ်တော်ထင်းကလည်းသူတို့ကိုခစ်တရက်နေဖို့အရင်ပြောလိုက်ရတယ်ဒီလိုရိုင်းဆိုင်ပြီးမလေးမစားလုပ်ရမျိုးကိုရင်ဆိုင်ရတဲ့အခါဝန်လီကတော့မကြောက်မရွံ့ပဲပြုံးလိုက်တယ်မင်းတို့ကဒီမှာပဲစတိုးပြီးမထွက်သွားဘူးဆိုရင်တော့ငါတို့ရဲခေါ်ရလိမ့်မယ်ခြံတကားကိုကားနဲ့တိုက်ပြီးကျူးကျော်ဝင်ရောက်လာတာဟာပုဂ္ဂလိကပိုင်ခြံဝင်းတွင်ကျူးကျော်မှုပဲဒီကိစ္စသာပိုကြီးသွားရင်ဘသူကအရှက်ရလဲဆိုတာကြည့်ကြသေးတာပေါ့ဒီစကားကိုကြားလိုက်ရတဲ့အခါအဖေရဲ့မျက်နှာကပိုပြီးပြတ်သွားတယ်အကယ်၍ဒီကိစ္စသာလူသိရှင်ကြားဖြစ်သွားရင်စူဝမ်ကရောက်ခမအိမ်ကိုအတင်းအဓမ္မဝင်ရောက်ပြီးပြဿနာရှာတယ်ဆိုတာလူကုန်ထံလောကမှာပြန့်သွားလိမ့်မယ်ဒါပေမဲ့ဒီအတိုင်းကြီးအရှုံးပေးပြီးပြန်လှည့်သွားဖို့ကြတော့လေတိတ်ခါကြသလိုဖြစ်နေပြန်တဲ့အစောပိုင်းကလင်မန်းဝေးကိုတရားမျှတမှုရှာပေးမယ်လို့ကတိပေးခဲ့ပေမဲ့အခုတော့ဝန်လီကလည်းသူ့အမားကိုဝန်မခံဘူးဖြစ်နေတာကြောင့်ကျမတို့လူကြီးတွေလည်းဘာမှလုပ်ပေးလို့မရတော့ဘူးထင်တယ်ကျမနည်းနည်းပင်ပန်းလာပြီးအိမ်ပြန်သားကျင်တယ်လို့လင်မန်းဝေးကဆိုလာတယ်လင်မန်းဝေးကအဖေရဲ့ချစ်ခင်မှုကိုရနေတာဟာအကြောင်းမဲတော့မဟုတ်ဘူးသူဟာအဖေဘာတွေးနေလဲဆိုတာကိုအချိန်ကိုက်တည်ပြီးအဖေအတွက်လေနံသားထက်ထွက်ပေါက်တစ်ခုပေးလိုက်တာပဲအဖေကလည်းချက်ချင်းပဲအလိုက်တဲ့ဒါဆိုရင်ကိုမင်းကိုအိမ်ပြန်သားဖို့အခေါ်လိုက်ဖို့ပေးမယ်လို့ပြောလိုက်တယ်အဖိုးရှန်ကအေးဆက်ဆက်နေပဲဆိုတယ်သွားကြတော့တန်တကားပြင်ခါကိုတော့ငါစီကို invoice ပို့ဖို့မမေ့နဲ့အောင်ပြီးရင်ငါရဲ့လက်ထောက်ကိုမင်းစီပတ်စံတောင်းဖို့လွှတ်လိုက်မယ်အဖေကဟုတ်ကဲ့လို့ပြန်ဖြေပြီးလင်မန်းဝေးကိုကားပေါ်တင်ကရှန်အိမ်တော်ကနေမြန်ထွက်ခွာသွားကြတော့တယ်ရှန်အိမ်တော်တစ်ခုလုံးမှာ CCTV တွေရှိနေတာကြောင့်အဖေဟာဒီပြင်ဆင်ခကိုမပေးဘဲညင်းလို့မရနိုင်ပါဘူးဒီတစ်ခေါက်လာရတာဟာသူတို့အတွက်တော့အရှုံးကြီးရှုံးသွားတာပါပဲကားထွက်သွားတာကိုကြည့်ရင်အဖိုးကခေါင်းခါရမ်းပြီးသူဟာတစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးလာတာပဲလို့ပြောတယ်စိတ်မဆိုးပါနဲ့အဖိုးဒီလိုလူတွေအတွက်နဲ့ဒေါသထွက်ရတာမတန်ပါဘူးငငယ်ကလေးကကျမတည်ထားတာကအဖေဟာမိန်းကလေးထက်ယောက်ျားလေးကိုပုံမျက်နှာသားပေးတတ်တာပဲသူ့မျက်လုံးထဲမှာကျမရဲ့အကူကြီးပဲရှိတယ်ကျမကတော့သူ့အတွက်အကျိုးမြတ်တစ်ခုခုယူဆောင်လာပေးနိုင်တဲ့လက်ထပ်ပွဲအသုံးချခံပစ္စည်းတစ်ခုထက်မပိုခဲ့ဘူးအကယ်၍ဒီပစ္စည်းကစကားမနာထောင်တော့ရင်ဒါမှမဟုတ်ကောင်းကောင်းအလုံးမလုပ်တော့ရင်သူကတော့မညာမတာဆွန့်ပစ်လိုက်ပါပဲအဖိုးနဲ့ကျမအိတ်ခမ်းထဲမှာဝင်ထိုင်လိုက်ကြတယ်ကျမအဖိုးကိုအမြဲတမ်းစိတ်ထဲမှာအခုထစ်လေးရှိခဲ့တာအဖိုးနားမလဲဘူးအဖိုးနဲ့မင်းဖေကြားမှာဘာပရိပခတွေရှိခဲ့လို့လဲကျမကအဖိုးဆက်ပြောမဲ့စကားကိုစောင့်နေလိုက်တယ်လွန်ခဲ့တဲ့နှစ်နှဲငယ်ကကုမ္ပဏီမှာငွေကြေးရေးအကျပ်တဲဖြစ်ခဲ့တယ်သူကအဖိုးစီကိုလာပြီးအခက်အခဲကိုကြော်လွှားနိုင်ဖို့ငွေချေးဖို့လာတောင်းပန်ခဲ့ဘူးလေဒါပေမဲ့အဖိုးကညှင်းလိုက်ခဲ့တာဘာလို့လဲဆိုတော့မင်းမေမဆုံးခင်နှစ်နှဲငယ်ကလေးကသူ့ရဲ့ကုမ္ပဏီကိုဘယ်တော့မှငွေကြေးထပ်မထောက်ပံ့ဖို့အဖိုးကိုမှာခဲ့လို့ပဲအဲ့ဒီအချိန်တုန်းကမင်းပေါ်မှာလည်းအဖိုးတာဝန်မကျေသလိုခံစားခဲ့ရဘူးလေ
မင်းကတော့အဖိုးဟာမင်းကိုတေးမလားရှင်မလားဂယုမဆိုင်ဘူးလို့ထင်နေခဲ့မှာပေါ့ဟုတ်တယ်အဲ့ဒီအချိန်တုန်းကအဖိုးကမိသားစုကိုငွေကြေးအရမကူညီခဲ့ဘူးအဲ့ဒါကြောင့်မိသားစုစီးပွားရေးကိုကယ်တင်ဖို့အတွက်ကျမဟာကူရန်ချမ်းစီကနေရင်းနှီးမြှုပ်နှံငွေတန်း600ရဖို့အတွက်သူ့ကိုလက်ထပ်ခဲ့ရတာပဲဝန်လီကူမိသားစုနဲ့စုလျားရစ်ပတ်ဖို့စီစဉ်ထားခဲ့တာကိုအဖိုးတာကြိုသိခဲ့ရင်ဒီတိုင်းနေနေမှာမဟုတ်ဘူးကျမစူးစမ်းခဲ့ပြီးပါပြီဒါပေမဲ့တစ်ခါတလေကြတော့လေကံကြမ္မာဆိုတာရေးမှတ်ပြီးသားဖြစ်နေတတ်တာပဲအကယ်၍သာကူရန်ချမ်းနဲ့ကျမလက်မထက်ဖြစ်ခဲ့ရင်ဒီလိုချစ်စရာကောင်းတဲ့ရတနာလေးနှစ်ပါးကိုရလာမှာမဟုတ်ဘူးသူလည်းအဖေရဲ့စူဝမ်းကုမ္ပဏီအတွက်ရင်းနှီးမြှုပ်နှံမှုမလုပ်ပေးတာကောင်းပါတယ်ဘာပဲဖြစ်ဖြစ်လူဆိုတာတင်ယူရတာမျိုးရှိရတာပေါ့မင်းလည်းနှစ်တွေကြာသွားပြီမဲ့တိတ်မပြောင်းလဲသေးဘူးပဲအရင်ကထက်ဆိုင်ရင်အရာရာကိုပို့ပြီးအမြင်ဆူရှာလာတယ်အခုမိခင်တယောက်ဖြစ်လာလို့လဲပါမှာပေါ့တခုခုကိုမပြောခင်ဒါမှမဟုတ်မလုပ်ခင်မှာပို့ပြီးစဉ်းစားလာတတ်တယ်ကလေးတွေအကြောင်းပြောရရင်အဖိုးကတော့စိုးရိမ်နေတာကလေးနှစ်ယောက်ကကူရန်ချမ်းနဲ့အရန်တူနေတော့တနေ့မဟုတ်တနေ့ကူမိသားစုကတည်သွားမှာပဲတကယ်လို့သူတို့တည်သွားပြီးကလေးတွေကိုလာလို့မယ်ဆိုရင်မင်းပါလို့ကိုစဉ်းစားထားလဲသူတို့သာကလေးတွေကိုလာလို့မယ်ဆိုရင်တော့ကျမအဆုံးထိတိုက်ပွဲဝင်မှာပါဒါပေမဲ့အဲ့ဒီနေ့ရောက်လာဖို့ကအဝေးကြီးလိုသေးတယ်လို့မျှော်လင့်ပါတယ်တရားရင်ဆိုင်ရတာကတိတ်ပြီးပြင်းစရာကောင်းတာကိုပြီးတော့ကလေးတွေရှိမှန်သူတို့တည်သွားရင်ကူမိသားစုကကလေးတွေကိုခဏခဏတွေ့ချင်နေမှအဲ့ဒါကကျမကိုသူတို့နဲ့ပို့ပြီးပတ်သက်မိစေလိမ့်မယ်ဒါပေမဲ့ကံကြမ္မာကကျမဘက်မှာမရှိခဲ့ပါဘူးကျမကကူမိသားစုနဲ့ရှောင်ချင်ပါတယ်ဆိုမှသူတို့ကချက်ချင်းရောက်လာတော့တာပဲကျမဖိုးနဲ့စကားပြောနေတော့မှပဲအိမ်တော်ထင်းရောက်လာပြီးကူမိသားစုကမမလေးလာနေပါတယ်လို့ပြောပါတယ်အဖိုးကလက်ဟန်ချေဟန်နဲ့ဝင်ခိုင်းလိုက်ပါလို့ပြောလိုက်တယ်ကူမိသားစုနဲ့ရှမ်းမိသားစုကရင်းနှီးကြတာဆိုတော့သူရောက်လာမှတော့နှင်ထုတ်လို့မရဘူးလေကျမလည်းအမြန်ပဲညွှန်ကြားချက်ပေးလိုက်ရတယ်အမကျန်းကလေးတွေကိုခေါ်ပြီးခြံထဲမှာသွားကစားပေးပါဦးဂူရှင်းရောင်ကိုမတွေ့ရတာကြာပြီသူကတော့အရင်တိုင်းမျက်နှာဝိုင်းဝိုင်းလေးနဲ့ကျင်နာတက်တဲ့ပြုံးလေးရှိနေလို့မှာပဲကျမတကားဝအထိထွက်ကြတော့ဂူရှင်းရောင်ကပြုံးပြုံးလေးနှုတ်ဆက်ပါတယ်မမလေးပြန်ရောက်နေပြီဆိုတာတိလို့လာတွေ့တာပါဆိုပြီးသူပြင်ဆင်လာတဲ့လက်ဆောင်တွေကိုအိမ်ထင်းစီပေးလိုက်တယ်ကျမလည်းသူ့လက်ကိုဆွဲပြီးလားအထဲဝင်ပြီးစကားပြောရအောင်လို့ခေါ်သွားခဲ့တယ်အေကန်လေးရောက်တော့ဂူရှင်းရောင်ကအဖိုးကိုပြုံးပြီးနှုတ်ဆက်ပါတယ်နေကောင်းလားဖိုးကိုထိုင်ပါဦးကျမလည်းကြွေကြရတဲ့ကလက်ဖက်ရည်ကိုသူ့အတွက်နှိပ်ပေးလိုက်တယ်သူကပြုံးပြီးမမလေးရှင်းစီတီကိုပြန်ရောက်တာဘယ်လောက်ကြာပြီလဲလို့မေးတယ်တလားနီးပါးရှိပြီရောင်ရောင်ငါ့ကိုနာမည်ပဲခေါ်ပါလို့ပြောတော့သူကရှာလေးထုတ်ပြီးကလေးဆန်စွာပြောင်ပြပါတယ်အားနာလိုက်တာမမလေးလို့ခေါ်တာအကျင့်ပါနေလို့ပါဒါဆိုရင်တော့မမလို့ပဲခေါ်တော့မယ်နော်ကျမလည်းအင်းလို့ခေါင်းကြီးပြလိုက်တယ်ခဏကြာတော့ဖိုးကသူ့အလုတ်ခန်းနဲ့တက်သွားတယ်အဖိုးရှိနေရင်ဂူရှင်းရောင်စကားပြောရတာတိတ်မလွတ်လပ်မှန်းကျမသိတာပေါ့အဖိုးမရှိတော့မှဂူရှင်းရောင်ကပို့ပြီးပေါ့ပေါ့ပပဖြစ်သွားပြီးသူ့ဘဝအကြောင်းတွေပြောပြတယ်ကျမတို့လည်းလက်ဖက်ရည်တောက်ရင်စကားတွေဖောင်းဖွင့်နေမိတယ်စကားကောင်းနေတော့မှသူကဂူရန်ချမ်းကြောင်းစပြောလာတယ်ကျမအဖိုးကဒီနှစ်တွေထဲမှာအလုပ်ပဲဖိလုပ်နေတာပတ်စံတွေအများကြီးရှိပေမဲ့လည်းအတေလည်းအလုပ်လုပ်နေတော့မယ်ဘာလို့အဲ့ဒီလိုဖြစ်သွားတာလဲမသိဘူးအရင်ကလည်းအလုပ်လုပ်တာပါပဲဒါပေမဲ့အခုကတမျိုးပဲအလုပ်ကလွဲရင်တခြားဘာကိုမှစိတ်ဝင်စားတော့တယ်လို့ပဲအိမ်မပြောတဲ့ယောဂလည်းခံစားနေရတယ်ဆရာဝန်တွေလည်းအကြောင်းရင်းရှာမတွေ့ဘူးပြီးတော့ဒေါ်တော်ကသူ့အတွက်တင်းအောင်တွေ့ပေးနေတာသူကတော့ယူနန်ချင်းကိုလုံးဝသဘောမကျဘူးယူနန်ချင်းပြန်လာလို့မမနဲ့ကွာချင်းလိုက်တာလို့ကျမထင်ခဲ့တာဒါပေမဲ့သူကယူနန်ချင်းနဲ့တွဲမနေဘူးသူတို့အနေထားကြည့်ရတာမိန်းကလေးဘက်ကသာစိတ်ဝင်စားနေတာအကိုဘက်ကဘာမှမရှိဘူးကျမမျက်ဝန်းတွေမှောင်ကျသွားတယ်ဂူရန်ချမ်းအပေါ်ကျမအထင်လွဲခဲ့တာလားသူနဲ့ယူနန်ချင်းကြားမှာဘာမှမရှိခဲ့ဘူးလားနင့်အကိုလည်းတင့်တော်တဲ့သူအမြန်တွေ့ပါစေလို့ဆုတောင်းပေးပါတယ်လို့ပြောပြီးကျမစကားလမ်းကြောင်းကိုအမြန်လွှဲလိုက်တယ်ကျမတို့အဝတ်စားနဲ့လက်ဝတ်ရတနာတွေအကြောင်းပြောင်းပြောကြတာပေါ့မိန်းကလေးတွေ fashion အကြောင်းပြောပြီးဆိုရင်မရက်နိုင်တော့ဘူးလေမတိလိုက်ခင်မှာပဲစက်တနာကြီးထိုးသွားပြီးဂူရှင်းအောင်ကနေ့လည်စာစားဖို့ချိန်ထားတာရှိလို့ကျမလည်းသူ့ကိုကားပါကင်ထိလိုက်ပို့ပေးပါတယ်ခြံထဲကိုဖြတ်သွားမှကလေးတွေရဲ့ရေတံကိုကြားလိုက်ရတယ်အဖိုးကနဲ့တွေကိုချစ်တက်တော့ဥယျာဉ်ထဲမှာတောင်းဖြူတောင်းပြပါဝင်နှစ်မျိုးစုံဝေးထားတာဂူရှင်းအောင်ကထူဆန်းသွားပြီးဟင်းမမအိမ်ထဲမှာဘာလို့ကလေးရဲ့တန်တွေကြားနေရတာလဲလို့မေးတယ်အတန်လာရနောက်ကိုလိုက်သွားကြည့်တော့အသက်3-4နှစ်အရွယ်ချစ်စရာကောင်းတဲ့ကလေး2ယောက်ကိုတွေ့လိုက်ရတယ်ဂူရှင်းအောင်ကကလေးတွေကိုမြင်မြင်ချင်းသူတို့ရဲ့ရုပ်ရည်ကြောင့်အံ့ဩသွားတယ်သူတို့ကကျမကိုနဲ့အရန်တူတာပဲကျမလည်းအမွှာလေးတွေကိုခေါ်လိုက်တယ်ကလေး2ယောက်ကအနားရောက်လာပြီးမင်္ဂလာပါမမလို့ရင်ရင်ကြေးကြေးနှုတ်ဆက်ကြတယ်ဂူရှင်းအောင်ကပြုံးပြီးခေါင်းငိမ့်ပြတယ်လိမ္မာလိုက်တာဒါပေမဲ့ငါ့ကိုအန်တီလို့ပဲခေါ်တော့ပြီးတော့မှသူကကျမကိုလေးတန်းတိုးတိုးနဲ့ကလေးတွေရဲ့အဖေကဘယ်သူလဲလို့မေးတယ်ကျမချက်ချင်းဖြေမပေးပဲလမ်းလျှောက်ရင်းပြောကြတာပေါ့အလောတကြီးမဟုတ်ပါဘူးကလေးအဖေကပြင်သစ်မှာအလုပ်ကိစ္စနဲ့ရှိနေသေးတာကျမအဖိုးကျမရေးတိတ်မကောင်းတာနဲ့ကလေးတွေကိုခေါ်ပြီးပြန်လာခဲ့တာလို့ပြောလိုက်တယ်ကျမစကားတွေကရုပ်တိရှိပေမဲ့လည်းကလေးတွေရဲ့ရုပ်ရည်ကသူ့အကိုနဲ့အရန်တူနေတာကြောင့်ဂူရှင်းရောင်ကတော့တန်တရားမကင်းဖြစ်နေတော့ပါပဲဂူရှင်းရောင်ကတငယ်ချင်းတွေနဲ့နေ့လည်စာစားပြီးညနေပိုင်းမှာကိုအိမ်တော်ကိုပြန်ရောက်လာတယ်အိမ်ထဲဝင်ချင်းအိမ်ထင်းကိုလှမ်းခေါ်ပြီးဒီညအိမ်မှာအိတ်ခံပွဲရှိတာလားလို့မေးလိုက်တယ်ဟုတ်ကဲ့တခင်မကြီးကဂုံတရေရှိမိသားစုတွေကလူပြိုပြိုတွေကိုဖိထားပါတယ်လို့ဖြေတယ်သူ့အထဲကိုအမြန်ဝင်သွားပြီးတောင်းတနေရာမှာထိုင်ရင်းဝိုင်တောက်နေမိတယ်သူ့မျက်လုံးတွေကဂူရန်ချမ်းကိုလိုက်ရှာနေတာပေါ့အဲ့ဒီမှာမိန်းကလေးအချုပ်ပြောနေတာကိုကြားလိုက်ရတယ်သူတို့ကအရန်တွေတက်တက်ပဲယူနန်ချင်းရှိနေတဲ့၍သူတို့မှခွင့်ရေးမရှိဘူးလေယူနန်ချင်းကဂူရန်ချန်နဲ့စကားပြောနေတာကိုတွေ့တော့သူတို့ကအတင်းလိုက်ပြောကြတာဂူရှင်းအောင်အဲ့ဒါကိုတွေ့တော့မျက်နှာပြတ်သွားတယ်ကျမကယူနန်ချင်းကိုစိတ်ဝင်စားပါဘူးသူကအလုပ်ပဲလုပ်ချင်တာလို့တွေးနေမိတယ်ပြီးတော့သူလှမ်းကြည့်လိုက်တဲ့နေရာမှာ
ယူနန်ချင်းကကိုရန်ချမ်းရဲ့ဘေးမှာကတ်ထိုင်ပြီးစကားတွေပြောနေတာကိုတွေ့လိုက်ရတယ်။သူယူနန်ချင်းထသွားတာကိုစောင့်ပြီးမှအကိုကိုကလေးတွေအကြောင်းပြောပြဖို့ဆုံးဖြတ်လိုက်တယ်။ပွဲပြီးတဲ့အထိစောင့်လိုက်ရတယ်။ကိုရန်ချမ်းထသွားတော့ကိုရှင်းရောင်ကနောက်ကလိုက်သွားခဲ့တယ်။ရှင်းရောင်နင်ဘယ်တော့မှပြန်ရောက်တာလဲလို့ကိုရန်ချမ်းကမေးတယ်။ရောက်တာကြပြီအကိုစကားပြောဖို့နေရာတစ်ခုရှာရအောင်အကိုကိုပြောစရာရှိလို့ကောင်းပြီလေ။ဒုတိယထပ်ကိုသွားရအောင်သူတို့နှစ်ယောက်အပေါ်ထက်တက်သွားကြတယ်။ဟေးအကိုတကယ်ပဲတယောက်ယောက်နဲ့လက်ထပ်ဖို့အစီအစဉ်ရှိလို့လားလို့ရှင်းရောင်ကမေးတော့ကိုရန်ချမ်းကမရှိပါဘူး။ဘာလို့မေးတာလဲလို့ပြန်ဖြေတယ်။ဒါဆိုအကိုဘာလို့ဒီညပွဲကိုတက်တာလဲအမေကငါ့ကိုရွေးချယ်စရာနှစ်ခုပေးထားလို့လေ။ကိုရန်ချမ်းကထိုင်ကုန်တစ်လုံးမှာထိုင်နေတယ်။ရှင်းအောင်မင်းသားကိုတကယ်ပြောချင်တာကဘာလဲအကိုဒီမနေ့အိမ်တော်မှာအကိုရဲ့ဇနီးဟောင်းကိုကျမတွေ့ခဲ့တယ်။သူအခုဘလို့နေလဲအရန်အဆင်ပြေနေပါတယ်။လိမ္မာပြီးချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်လည်းရှိနေပြီ။မင်းတို့ကလေးတွေကိုတွေ့ခဲ့တာလားအင်းတွေ့ခဲ့တယ်။ကျမအကိုကိုပြောချင်တာကအဲ့ဒီကလေးနှစ်ယောက်ကအကိုနဲ့နည်းနည်းတူတယ်လို့ခံစားရတယ်။အထူးသဖြင့်မျက်လုံးတွေပေါ့။ပြီးတော့ကောင်လေးရဲ့နှာခေါင်းကအကိုစီကနေပုံတူကူးချထားသလိုပဲမင်းတကယ်ပြောနေတာလားတကယ်ပေါ့ဗျာဒီလိုကိစ္စမျိုးကိုကျမဘယ်တော့မှနောက်ပြောင်ပြီးမပြောပါဘူးဝမ်လီကွာရှင်းတော့ကကိုဝင်ရှိနေပြီလားအဲ့ဒါတော့ကျမမပြောတတ်ဘူးအကိုတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာကတော့အကိုကတခြားသူတွေထက်ပိုသိမှာပါကူရန်ချမ်းကသူတို့အတူတူရှိခဲ့တဲ့ထိုညကိုပြန်လည်အမှတ်ရသွားတယ်သူတို့ဘာကာကွယ်မှမသုံးခဲ့ကြဘူးနောက်ရက်မှာသူမသာပရိတဏီတားစီမတောက်ခဲ့ဘူးဆိုရင်ကိုဝင်ရသွားနိုင်ခြေရမ်းများပါတယ်ရက်စွဲတွေကိုတွက်ချက်ကြည့်လိုက်တော့သူမတာကိုဝင်ရပြီးကလေးမွေးခဲ့မယ်ဆိုရင်အဲ့ဒီကလေးတွေကအသက်3နှစ်လောက်ရှိနေပြီးဒါမှမဟုတ်ဈေးုံမှာသူမြင်ခဲ့ရတဲ့ကလေး2ယောက်နဲ့အသက်အရွယ်တူလောက်ဖြစ်နေမှာပါအဲ့ဒီနေ့ကကိုရန်ချမ်းကသူတို့ကိုအဝေးကနေပဲမြင်ခဲ့ရတာမို့ကလေးတွေရဲ့မျက်နှာသွင်းပြင်ကိုတေးသေးချာချာမခွဲခြားနိုင်ခဲ့ပါဘူးအကိုတကယ်လို့အဲ့ဒီကလေးတွေကကိုကလေးတွေသားဆိုရင်အကိုဘာလုပ်မလဲကိုရန်ချမ်းကတုံဆိုင်နေခြင်းမရှိပဲဘူမိသားစုစီပြန်ခေါ်လာမှာပေါ့လို့ပြန်ကြည့်တယ်ကျမအမဝန်လီကိုမေးကြည့်တော့ကလေးတွေရဲ့အဖေကနိုင်ငံသားမှာရှိတယ်လို့ပြောတယ်သူနောက်အိမ်အောင်ပြုမှာတော့မဟုတ်ပါဘူးနော်ကျမဆိုလိုတာကအကိုကလေးတွေကိုကိုဝင်ဆောင်ထားရင်းနဲ့တခြားတစ်ယောက်နဲ့အိမ်အောင်ပြုလိုက်တာများလားငါမသိဘူးအချိန်လဲလွန်နေပြီးအပေါ်တက်ပြီးနားတာပိုကောင်းပါလိမ့်မယ်ပေးချသွားပြီဆိုရင်တော့ဝန်လီစီသွားပြီးစကားပြောကြည့်လိုက်ပါမယ်မင်းလဲနားတော့ကိုရန်ချမ်းကသူ့ခန်းထဲကိုပြန်သွားပြီးဖုန်းကိုထုတ်ကနံပါတ်တစ်ခုစီခေါ်လိုက်တယ်သူမရှင်းချန်မျိုးကိုပြန်လာတဲ့နေ့ကဘသူနဲ့အတူပြန်လာတာလဲဆိုတာနဲ့အဲ့ဒီလူနဲ့သူမရဲ့ပတ်သက်မှုကဘာလဲဆိုတာကိုစုံစမ်းပေးပါ3ရက်ကြာပြီးနောက်မှာတော့အသေးစိတ်လေးလာစုံစမ်းထားတဲ့အစီရင်ခံစာတစ်ခုကိုရန်ချမ်းရဲ့ email စီရောက်လာခဲ့ပါတယ်အစီရင်ခံစာကိုဖတ်ပြီးနောက်မှာတော့သူ့ရဲ့စိတ်ခံစားချက်တွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်ရှင်းချန်မျိုးမှာကျမပေါ်လာတာနဲ့တင်နှစ်တွေတခြားကျမဘာတွေလုပ်ခဲ့လဲဆိုတာစုံစမ်းဖို့သူ့အတွက်အများကြီးလွယ်ကူသွားခဲ့ပါတယ်။နေစိတ်ကိုကျမရောက်ရှိလာတဲ့အချိန်ကစပြီးအဲ့ဒီအချိန်မှာဆင်းသက်ခဲ့တဲ့နိုင်ငံတကာလေကြောင်းလိုင်းအားလုံးကိုသူရှာဖွေခဲ့တယ်။ဘူမီသားစုဟာရှင်းချန်လေးစိတ်မှာကိုပိုင်လေရင်ရှိတာကြောင့်ခရီးသည်စရင်ကိုရယူဖို့ဆိုတာအလွန်လွယ်ကူတဲ့ကိစ္စတစ်ခုပါ။ကျမပြင်သစ်နိုင်ငံပါရီမြို့ကနေပြန်လာရဲဆိုတာကိုသူသိသွားပြီးနောက်ကျန်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုကျွမ်းကျင်သူတွေရဲ့လက်ထဲအပ်လိုက်ပါတယ်။ပို့လာတဲ့အစီရင်ခံစာအရကျမကကလေး2ယောက်နဲ့တယောက်ထဲနေပြီးတခြားဘသူနဲ့မှအိမ်တော်မပြုတ်ရသေးဘူးလို့ဆိုပါတယ်။ငြိမ်သက်သွားခဲ့ပြီဖြစ်တဲ့ဂူရန်ချန်ရဲ့နှလုံးသားဟာပြန်လည်နှိုးကျလာခဲ့တယ်။ကျမသာတခြားတစ်ယောက်နဲ့အိမ်တော်မပြုတ်ရသေးဘူးဆိုရင်သူ့အနေနဲ့ကျမကိုပြန်ရယူဖို့ခွင့်ရရှိနေဦးမှာပါ။ဂူရန်ချန်ကျမကိုလာရှာတဲ့အချိန်မှာကျမကသမီးလေးနဲ့အတူ dance studio လေ့ကျင့်ရေးခန်းမထဲမှာရှိနေခဲ့တာပါ။အခန်းထဲမှာအဖြူရောင်ဘဲလေးစက်ကဝတ်ဆင်ထားတဲ့လူကြီးတစ်ယောက်နဲ့ကလေးတစ်ယောက်ရဲ့ပုံရိပ်ကမှန်ရှိမှကနေကြပါတယ်။သူတို့ရဲ့တိမ်မွေးလှပတဲ့လှုပ်ရှားမှုတွေလှုပ်ရှားဟန်အမှုရာတိုင်းကအထင်ကြီးလောက်စရာကောင်းလောက်အောင်လှပလုံးနေလို့မျက်စိလွဲပယ်ဖို့တော့မဖြစ်နိုင်ခဲ့ပါဘူးဒီလိုလှပတဲ့မြင်ကွင်းကိုအနှောက်အယှက်ဖြစ်သွားမှစိုးရိမ်တဲ့အတွက်သူကအတန်တစ်ချက်တောင်မထွက်ရဲပဲတကားဝမှာတိတ်ဆိတ်စွာရပ်နေခဲ့တယ်တေးဂီတတန်တွေကကွက်တွေကတပြိုင်နက်တည်းရပ်တန့်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကျမှဂူရန်ချန်ကတန်တရားနာမှာထိုင်နေတဲ့ကောင်လေးကိုသတိထားမိသွားတယ်သူ့ရဲ့အကြည့်တွေကစူးစိုက်သွားခဲ့တယ်အဲ့ဒီကောင်လေးကတကယ်ကိုသူ့ပုံစံနဲ့အများကြီးတူနေလို့ပါပဲကျမကလေးလေးရဲ့ချွေးတွေကိုတုပ်ပေးဖို့ငုံလိုက်တယ်ကျမခါပြန်မှန်းလိုက်တဲ့အချိန်မှာတော့တကားဝမှာရပ်နေတဲ့ဂူရန်ချန်ကိုမြင်လိုက်ရပါတယ်ဝင်ပေါက်မှာအရင်ရောက်နေတဲ့ကောင်လေးကခေါင်းမော်ပြီးဂူရန်ချန်ကိုကြည့်ကဦးလေးကဘသူလဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာဂူရန်ချန်ကဘာပြောရမှန်းမသိဖြစ်နေခဲ့တယ်ကျမကသားလေးရဲ့လက်ကိုကင်ပြီးအနားကိုသွားကချန်အားသူကဦးလေးကူလေမင်္ဂလာပါဦးလေးကူလို့နှုတ်ဆက်လိုက်ပါအောင်ဂူရန်ချန်ရဲ့ရင်ထဲမှာတော့ခါတီးမှုကိုခံစားလိုက်ရတယ်ငါကဘယ်လိုလုပ်ပြီးဦးလေးကူဖြစ်သွားရတာလဲကလေးတွေကိုရေတောက်ပြီးအဝတ်စားလေးခိုင်းဖို့မကျန်းကိုကျမခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဂူရန်ချန်နဲ့ကျမတတိယထက်ကလက်ဖက်ရည်တောက်တဲ့အခန်းကိုတွားခဲ့ကြတယ်ကျမတို့လက်ဖက်ရည်စပွဲရဲ့တစ်ဖက်တစ်ချက်စီမှာမျက်နှာချင်းဆိုင်ထိုင်လိုက်ကြတယ်ကျမလည်းလိုရင်းကိုပဲတိုက်ရိုက်ပြောလိုက်ပါတယ်ပြောလိုက်ရင်မစ္စတာကူဒီနေ့ရှင်အိမ်တော်ကိုရောက်လာတဲ့အကြောင်းရင်းကဘာများလဲရှင်လို့မေးလိုက်တယ်ဝမ်လီမင်းကအရန်ထက်မြက်တာပဲငါဘာလို့လာလဲဆိုတာမင်းခံမှန်းလို့မရဘူးလားကျမကလက်ဖက်ရည်ဘွက်ကိုစပွဲပေါ်ချလိုက်ပြီးအနေငယ်ပြုံးလိုက်ပါတယ်အလုပ်ကိစ္စအတွက်ဆိုရင်တော့ကျမရဲ့အကိုနဲ့တိုက်ရိုက်ပြောတင်ပါတယ်ဂူရန်ချန်ကသူ့ရဲ့နှဆိုင်တဲ့မျက်လုံးတွေနဲ့ကျမကိုစိုက်ကြည့်နေခဲ့တယ်ငါမင်းနဲ့ကလေးတွေအကြောင်းစကားပြောချင်တယ်ဝမ်လီချန်အားနဲ့ရှူအားတို့ကငါကလေးတွေမဟုတ်လားကျမအတန်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေးဖြစ်အောင်စူးစမ်းထိန်းထားလိုက်တယ်ချန်အားနဲ့ရှူအားကကျမရဲ့ကလေးတွေပါအဲ့ဒီကလေး2ယောက်ကရှင်နဲ့ဘာမှမဆိုင်ပါဘူးသူကနာကျင်စွာနဲ့ပြောလာတယ်ဝမ်လီဒါဆိုအဲ့ဒီကလေး2ယောက်ကဘာလို့ငါနဲ့အရန်တူနေရတာလဲဆိုတာကိုရှင်းပြလေကလေး2ယောက်ရဲ့မျက်လုံးနဲ့နှာခေါင်းကငါနဲ့အရန်တူတယ်ကျမတော့မသိတာပါဘူးကလေးတွေကသူတို့အဖေနဲ့တူတယ်ဆိုတာကတော့မှန်ပါပဲဒါပေမဲ့သူတို့ရဲ့ဇီဝဗေဒဆိုင်ရာဖခင်ရင်းကရှင်မဟုတ်ပါဘူးမစ္စတာဘူးရှင်အဲ့ဒီလောက်ကြီးစိတ်ကူးမရင်တင်ဘူး
ငါကစိတ်ကူးရင်လုံးနေတာလားမင်းကိုမတွေ့ရတဲ့နှစ်တွေအတွင်းမှာမျက်နှာသေးနဲ့လိန်ညာနိုင်တဲ့မင်းရဲ့စွမ်းရည်တွေကတော်တော်လေးတိုးတက်လာတာပဲဒါဆိုကလေးတွေရဲ့အဖေရင်းကဘယ်သူလဲဆိုတာငါ့ကိုပြောကွာရှင်းပြီးနောက်နိုင်ငံသားမှာကလေးတွေရဲ့အဖေနဲ့ကျမတွေ့ခဲ့တာပါကျမတို့လာနေငင်လောက်တွဲခဲ့ကြပေမဲ့စုံတွဲပြဿနာတွေကြောင့်လမ်းခွဲခဲ့ကြတယ်ကျမကလေး2ယောက်ကိုမွေးပြီးတယောက်တည်းပြုစုပြောထောင်ခဲ့တာပါဒီဇလန်းကိုတခြားသူဆိုရင်ယုံကြည်လိမ့်မယ်ဒါပေမဲ့ကလေး2ယောက်ကိုမြင်ပြီးတဲ့နောက်မှာတော့ဂူရန်ချမ်းကတေချာပေါက်ကိုယုံကြည်သွားခဲ့ပါပြီသူတို့ကငါ့ရဲ့ကလေးတွေဆိုတာငါသိကြတယ်ကျမဘလောက်ပဲပြောဂူရန်ချမ်းကသူ့ရဲ့စိတ်ကိုအလွယ်တကူပြောင်းလဲမဲ့ပုံမပေါ်ပါဘူးကျမစကားတွေကိုယုံဖို့ဆိုတာပိုတောင်ဝေးပါသေးတယ်ဂူရန်ချမ်းကမျက်လုံးကိုမေးလိုက်ပြီးဂယုမဆိုင်တဲ့ဟန်နဲ့ပြောလိုက်တယ်ဒါဆိုရင် DNA စစ်ဆေးမှုလုပ်ကြတာပေါ့ရလက်တွေထွက်လာတဲ့အခါသူတို့ကငါကလေးတွေဟုတ်မဟုတ်ဆိုတာကိုငါတို့တေချာသိရမှာပဲခွက်ထဲကရွှေရောင်လက်ဖက်ရည်ကိုကျမငုံကြည့်နေရင်တခဏလောက်တိတ်ဆိတ်နေခဲ့တယ်အဲ့ဒီနောက်မှာတော့ဂူရန်ချမ်းကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်ဒါမှမဟုတ်မင်းကြောက်နေတာလားဟုတ်တယ်မလားကျမကြောက်နေခဲ့ပါတယ်ဒီကလေး2ယောက်ကဂူရန်ချမ်းရဲ့ကလေးတွေပါဒါပေမဲ့ဂူရန်ချမ်းကဒီအခြေအနေအထိရောက်လာပြီဖြစ်တာကြောင့်ကျမဆက်ပြီးငင်းဆန်လို့မရနိုင်တော့ပါဘူးကျမနှုတ်ခမ်းထောင်ဆုံးလေးကိုတွန်းလိုက်ပြီးလက်ခံတဲ့အနေနဲ့ခေါင်းညှိပြလိုက်တယ်ကောင်းပြီလေဒါဆိုရင်လည်း DNA စစ်ဆေးမှုလုပ်ကြတာပေါ့ဒုတိယထက်ကကလေးခန်းထဲမှာချမ်းအားတယောက်ကလာထိုင်ဆုံးကနေရှော့ခနဲဆင်းပြီးတတိယထက်ကလက်ဖက်ရည်တောက်ခန်းစီကိုတိတ်တဆိတ်တက်သွားတယ်အထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိကျင်စောနဲ့တကားဝမှာစောင့်ကြောင်လေးထိုင်ပြီးနားဆွေနေပေမဲ့တကားကအလွန်ရည်သွေးကောင်းလွန်းတာကြောင့်အကြတန်တောင်မကြားရဘူးမိနစ်အနည်းငယ်လောက်စူးစမ်းပြီးနောက်မှာတော့သူလက်လျှော့လိုက်ပြီးစားကြည့်ခန်းထဲကစောင်းတအုပ်ကိုယူကအခန်းထဲကိုပဲပြန်လာခဲ့တော့တယ်ရှူအားကချမ်းအားနားကိုတိုးကပ်သွားပြီးအကိုဘာတန်ကြားခဲ့လဲသူကသမီးတို့ရဲ့ဖေဖေလားလို့တိုးတိုးလေးမေးရှာတယ်ချမ်းအားကတော့စိတ်ပြက်လက်ပြက်နဲ့ပဲဘာတန်မှမကြားရဘူးမိမိကဖေဖေမတည်သေးဘူးအသက်ရှင်နေတော့ပဲလို့ပြောကြတဲ့ကအဲ့ဒီလူကဖေဖေဖြစ်မှာပဲလို့ငါထင်နေခဲ့တာလို့ပြန်ဖြေတယ်ချမ်းအားနဲ့ရှူအားတို့ဟာသူတို့ဖေဖေနဲ့တွေ့ဖို့နေတိုင်းမျှော်လင့်နေကြတာပါတခြားကလေးတွေရဲ့အဖေတွေလိုပဲလားဆိုတာကိုလည်းသိချင်နေကြတယ်ဂူရန်ချမ်းကိုမြင်လိုက်ရတဲ့အချိန်မှာသူတို့2ယောက်လုံးထူးထူးခြားခြားရင်းနှီးမှုကိုခံစားလိုက်ရတယ်ဦးလေးကူကိုပထမဆုံးအချိန်တွေ့ဘူးတာဆိုပေမဲ့ရှင်းပြလို့မရတဲ့တန်ရောစင်မျိုးရှိနေကြတာပေါ့ချမ်းအားကရှူအားကိုကြည့်ပြီးရှူအားနင်းဦးလေးကူကိုသဘောကျလားလို့မေးတော့ရှူအားကခေါင်းညှိပြတယ်ဒါဆိုဦးလေးရှန်ကိုရောသဘောကျလားလို့ထပ်မေးတော့လေခေါင်းညှိတာပဲချမ်းအားကဆက်ပြီးဒါဆိုဦးလေးကူနဲ့ဦးလေးရှန်ဘသူ့ကိုပိုသဘောကျလဲလို့မေးလိုက်တဲ့အချိန်မှာတော့အခန်းပြင်ဘက်မှာရောက်နေတဲ့ရှန်ချန်တယောက်အဖြေကိုသိကျင်စောနဲ့ရက်ပြီးနားထောင်နေမိတယ်ရှူအားကခဏလောက်စဉ်းစားပြီးဦးလေးကူကအရန်ချောပေမဲ့သမီးကဦးလေးရှန်ကိုပိုသဘောကျတယ်လို့ပြောလိုက်တယ်ဒီအဖြေကိုကြားလိုက်ရတော့ရှန်ချန်တယောက်ကျင်းနေသွားပြီးပြုံးပြုံးကြီးအခန်းထဲဝင်လာကချမ်းအားရှူအားလို့လမ်းခေါ်လိုက်တယ်ကလေး2ယောက်ကရှန်ဂျီဟန်စီကိုပြေးသွားပြီးခြေထောက်တွေကိုဖက်ကဦးလေးရှန်လို့မောကြည့်လိုက်တဲ့အခါမှာတော့ရှန်ဂျီဟန်တယောက်ရင်ထဲမှာအရေးပြောသွားတော့တာပဲသူကလက်ဆောင်တွေယူလာတယ်လဲဆိုတာကိုခဏခိုင်းပြီးအိတ်ကိုလှုပ်ပြတယ်အိတ်ထဲကနေအယုတ်တွေကိုထုတ်ပေးလိုက်တဲ့အခါရှူအားကပန်းရောင်ဝက်ဝင်ရုပ်လေးကိုလက်ကမချနိုင်အောင်ဖြစ်နေပြီချန်အားကတော့ဘလောက်တုံးရဲတိုက်အစ်ကြီးကိုရလို့မစောင့်နိုင်တော့ပဲချက်ချင်းဆောက်တော့တာပဲဂူရန်ချမ်းနဲ့ကျမကလေးခန်းထဲရောက်လာတဲ့အခါမှာတော့ရှန်ချန်တယောက်ကျန်းပြင်ပေါ်မှာထိုင်ပြီးကလေးတွေနဲ့အတူရဲတိုက်ဆောက်နေတဲ့ကြည်နူးစရာမြင်ကွင်းကိုတွေ့လိုက်ရတယ်ကျမချောင်းတစ်ချက်ဟန်လိုက်တော့စော့နေတဲ့3ယောက်စလုံးလှည့်ကြည့်လာကြတယ်ချန်အားရှူအားစနေရချင်းကိုအချိန်တန်ပြီလေလို့ပြောလိုက်တော့ကလေးတွေကအယုတ်တွေကိုချပြီးကျမနောက်ကနေစနေရခန်းထဲကိုလိုက်လာကြတယ်ဂူရန်ချမ်းနဲ့ရှန်ဂျီဟန်တို့2ယောက်ကတော့အဲခန်းထဲမှာနေရခက်စွာကြံရိပ်ခဲ့တာပေါ့စန္ဒယာခန်းထဲကနေတာယာတဲ့တေးသွားတန်လေးပြန့်လွင့်လာတဲ့အခါဂူရန်ချမ်းကမတက်ရက်ပြီးအဲ့ဒီဘက်ကိုထသွားတယ်ရှန်ဂျီဟန်ကလည်းနောက်ကနေအသာလေးထလိုက်သွားတာပေါ့ရှူအားကစန္ဒယာကြီးရှိမှထိုင်ပြီးရှေ့ကိုအာယုံစိုက်ကြည့်ကလက်ကလေးတွေနဲ့ညံ့ညံ့ဆန်ဆန်တီးခတ်နေတယ်တေးသွားဆုံးသွားတဲ့အခါအခန်းထဲမှာတိတ်ဆိတ်သွားတယ်ရှူအားတချို့အကွက်လေးတွေကတိတ်မတိကြသေးဘူးလို့ပြောပြီးကျမကသူမကိုဘေးမှာထိုင်ခိုင်းကတဆင့်ချင်းတင်ပေးလိုက်တယ်တေချာကြည့်နော်ဒီနေရာမှာအတန်ကျရမယ်နားလေလားလို့မေးရင်ကျမကိုယ်တိုင်တီးပြလိုက်တယ်ရှူအားကနားလေပြီးမေမေလို့ပြောပြီးပြန်တီးတယ်နေဝင်စည်းစာရဲ့လိန်မော်ရောင်အလင်းတန်းတွေကသတင်းပေါက်ကနေချက်တန်းလာပြီးစနေရတီးနေတဲ့ကျမရဲ့ပုံရိပ်ကိုလင်းလက်စေတယ်။ဆူဆူဆိုင်ဆိုင်နဲ့နူးနူးညံ့ညံ့တီးခတ်နေတဲ့ကျမရဲ့အမူအရာတိုင်းကကြည့်နေတဲ့သူရဲ့နှလုံးသားကိုဖန်ဆားထားသလိုပဲ။ဂူရန်ချမ်းရဲ့ရင်တွေခုန်နေပြီးသူ့မျက်လုံးထဲမှာကျမပေါ်ထားတဲ့နှဆိုင်တဲ့အချစ်တွေထင်ဟပ်နေတယ်။မကြခင်မှာပဲအဖိုးရှန်ရုံးကပြန်ရောက်လာတယ်။အိမ်မှာဂူရန်ချမ်းနဲ့ရှန်ဂျီဟန်တို့ကိုတွေ့တော့ခဏလောက်အံ့ဩသွားပေမဲ့အိမ်တော်ထင်းကိုညစာပြင်ခိုင်းပြီးအစားအသောက်တွေပို့လုပ်ခိုင်းလိုက်တယ်။ညစာစားချိန်လည်းရောက်ပြီဖြစ်တယ်လို့ဘသူကမှပြန်မဲ့ပုံမပေါ်တာနဲ့ပဲညစာစားပွဲကိုစတင်လိုက်ကြတယ်။အဖိုးရှန်ကထိတ်ဆုံးကထိုင်ပြီးဂူရန်ချမ်းနဲ့ရှန်ဂျီဟန်ကိုတော့ဘေးတစ်ဖက်တစ်ချက်မှာထိုင်ခိုင်းတယ်။ကျမကတော့ခဏလောက်တွေးလိုက်ပြီးရှန်ဂျီဟန်ရဲ့ဘယ်ဘက်မှာဝင်ထိုင်လိုက်တယ်။ဟေးရှန်ဂျီဟန်စားတော့တွေကြိုက်ရလားကြည့်အောင်။အမနာနဲ့မြမစားကြတော့လို့အဖိုးကပြုံးရွှင်စွာပြောတယ်။ဂူရန်ချမ်းကလည်းအနံလေးရယုံနဲ့တင်ရတာရှိမယ်ဆိုတာသိတာပါတယ်။ကျွန်တော်အကြိုက်ဆုံးဟင်းတွေအများကြီးပဲကျေးဇူးတင်ပါတယ်လို့အိမ်တော်ထင်းကိုပြုံးပြီးပြောလိုက်တယ်။ရှန်ဂျီဟန်ကတော့အနှဲငယ်စိတ်ပြတ်သွားတယ်။သူကနောက်မှရောက်လာသူဖြစ်တော့ရှုံးနေတယ်လို့ခံစားနေရတာပေါ့။အဖိုးရှန်နဲ့ဂူရန်ချမ်းတို့ကစီးပွားရေးအကြောင်းတွေပြောကြတယ်။ရှမ်းမီသားစုကလက်ဝဲရတနာနဲ့အပန်းဖြေစခန်းလုပ်ငန်းကူမီသားစုကအင်ချန်မီလုပ်ငန်းတွေဆိုတော့လုပ်ငန်းချင်းကနှိစက်နေကြတယ်။ရှန်ဂျီဟန်ကတော့ဤပညာနယ်ပယ်ကဆိုတော့သူတို့စကားဝိုင်းထဲမှာဝင်မပြောနိုင်ရှာဘူး။အဲ့ဒါနဲ့ပဲကျမကငါးတစ်ဖက်ကိုထည့်ပေးလိုက်ပြီးဒီငါးကလက်ဆက်တယ်မြည်ကြည့်ပါအောင်လို့ပြောလိုက်တဲ့အခါမှာတော့ရှန်ဂျီဟန်ရဲ့မျက်နှာကပျော်ရွှင်မှုကြောင့်လင်းလက်သွားပြီးဂူရန်ချမ်းကိုရန်စသလိုကြည့်လိုက်သေးတယ်။ဂူရန်ချမ်းကလည်းအရှုံးမပေးပဲပစွန်တကောင်ကိုအခွန်လွှာပြီးကျမပကံထဲထည့်ပေးတယ်။အစွန်ခွာရတာလက်ဝင်နဲ့ကိုခွာပေးမယ်လို့ပြောတယ်။အရင်တုန်းကတော့သူ့အတွက်ကျမကပဲအမြဲခွာပေးခဲ့ရတာ။
အခုလိုမျိုးတထေးသားလေးကတခြားသူအတွက်ပစုံခွာပေးတယ်ဆိုတာကျမတခါမှမတွေ့ဘူးသူကအမြဲတမ်းအလိုလိုက်ခံထားရသူမဟုတ်လားကိုရန်ချမ်းကတော့ပစုံတွေဆက်မှာပေးနေတယ်လို့ရှန်ဂျီဟန်ကလည်းအရှုံးမပေးပဲကျမကိုဟင်းတွေခူးထည့်ပေးနေတယ်ကျမလည်းမနိုင်တော့တာနဲ့ပကံထဲမှာမဆက်တော့ဘူးထပ်မထည့်ပေးကြပါနဲ့တော့လို့ပြောလိုက်ရတယ်အဖိုးရှန်ကတော့သူ့မိမလေးဟာကွာရှင်းထားပြီးကလေး2ယောက်ရှိပေမဲ့လူပြိုကြီး2ယောက်ရဲ့အာယုံဆိုင်မှုကိုရနေတာကိုကြည့်ပြီးပြုံးနေမိတာပေါ့ည10 နာရီကျော်လို့ကိုရန်ချမ်းအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့မိဘတွေကအိတ်ခမ်းမှာစောင့်နေကြတယ်ဖေဖေမေမေမအိတ်ကြသေးဘူးလားလို့မေးတော့သူ့ဖေဖေကရန်ချမ်းငါတို့မင်းကိုစောင့်နေတာလို့လေးနဲ့စွာပြောတယ်ကိုရန်ချမ်းဆိုဖာပေါ်မှာထိုင်လိုက်တဲ့အခါသူ့မိကရန်ချမ်းငါတို့မင်းကိုကလေးတွေအကြောင်းမေးချင်လို့ပါဘာလို့ငါတို့ကိုဘာမှမပြောခဲ့တာလဲလို့မေးလိုက်ပါတော့တယ်အဖေကမျက်မှောင်ကျုပ်ပြီးရှင်းအောင်သာမပြောရင်ငါတို့အခုထိဘာမှသိရမှာမဟုတ်ဘူးဒီလောက်အရေးကြီးတဲ့ကိစ္စကိုငါတို့ကိုဖုံးကွယ်ထားရသလားလို့ဆိုတယ်ဝန်လီရဲ့ကလေး2ယောက်ကကူမီသားစုရဲ့သွေးသားတွေဖြစ်နိုင်နေဆိုတာကိုသူကမိဘတွေကိုမပြောခဲ့ဘူးလေကူရန်ချမ်းကဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိပါဘူးတေချာအောင် DNA စစ်ပြီးမှပြောပြချင်လို့ပါလို့တီတီငိမ့်ငိမ့်ပဲပြန်ပြေတယ်ကူရဲ့မိခင်ကတော့ကလေးတွေကမင်းနဲ့တူလုံးတယ်လို့ရှင်းအောင်ကပြောတယ်မင်းရဲ့ကလေးတွေဖြစ်နိုင်ခြေရမ်းများတယ်လို့ပြောတယ်ကူရန်ချမ်းလည်းကလေးတွေကိုမြင်လိုက်ကလေးကသူ့ရင်ထဲမှာသိနေခဲ့တာပါဖေဖေမေမေ DNA ရလက်ထွက်လာရင်ဝန်လီနဲ့စကားပြောပြီးဘာဆက်လုပ်မလဲဆိုတာဆုံးဖြတ်ပါမယ်လို့သူကပြောလိုက်တဲ့အခါသူ့မိကဘာ DNA စစ်ဆေးမှုလဲဝန်လီပြောတာကိုမင်းမယုံဘူးလားသူလိမ္မာမဟုတ်တာသိကြတယ်လို့တင်းတင်းမာမာပြောတယ်မဟုတ်ဘူးသူတို့ကိုကျွန်တော်မယုံဘူးကလေးတွေကကျွန်တော်ကလေးတွေမဟုတ်ဘူးလို့သူကပြောနေပေမဲ့သူတို့ကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်နဲ့အရန်တူနေတာဒါကြောင့်သူတို့ဟာကျွန်တော်ကလေးတွေဖြစ်တယ်ဆိုတာကျွန်တော်ခိုင်မာယုံကြည်တယ်အဲ့ဒါကြောင့်ပဲ DNA စစ်ဖို့ကျွန်တော်တောင်းဆိုခဲ့တာသူကဒီလိုပြောရင်နောင်တတရားတွေနဲ့တပြင်းချလိုက်ပါတယ်သူဟာကျွန်တော်အကြောင်းကိုဘာမှထပ်မသိချင်တော့သလိုဂူမီသားစုကကလေးထိမ့်သိမ့်ခွင့်အတွက်တိုက်ပွဲဝင်မှာကိုလည်းစိတ်ဝင်စားတော့တာထင်ရှားနေပါတယ်။ဂူရဲ့မိခင်ဖြစ်သူဟာနားထောင်လေးလေးဒေါသထွက်လေးလေးဖြစ်ပြီးမက်တက်ထရက်ကဂူရန်ချမ်းစီကိုအာမှန်ပါတဲ့ခြေလမ်းတွေနဲ့ရှောက်သွားပါတယ်။သူမကဆိုဖာပေါ်ကခေါင်းတစ်လုံးကိုယူပြီးသူ့စီကိုတိုက်ရိုက်ပစ်ပေါက်လိုက်ပါတော့တယ်။ကြည်စမ်းနင်တာဝန်လီနဲ့မကွာရှင်းခဲ့ရင်သူထွက်သွားမှာမဟုတ်ဘူး။ဂူရဲ့မိခင်ကသူ့ကိုရိုက်နှက်ရင်းပြောနေပါတယ်။နင်ငါရဲ့အချွေးမောက်ကိုငါစီကလူယူသွားခဲ့ပြီးအခုငါမြေးတွေကိုပါငါစီကလူယူသွားပြန်ပြီ။အမြဲတမ်းရင်ကျေးတိမ်မွေးတဲ့ကူရဲ့မိခင်ဟာတကယ်ကိုဒေါသထွက်နေတဲ့အတွက်အကြမ်းဖက်တဲ့အထိဖြစ်လာရတာပါကူရဲ့ဖခင်ကသူမရဲ့လက်ကောက်ဝတ်ကိုဆွဲကင်ပြီးထားလိုက်ပါတယ်ရှူချမ်းစိတ်လျှော့ပါကိုလက်ကိုနာအောင်မလုပ်ပါနဲ့ကူရန်ချမ်းကတော့မျက်ခုံးတစ်ဖက်ကိုပင်လိုက်ပါတယ်သူတို့ဇနီးမောင်နှံဆယ်စုနှစ်ချီအောင်တယောက်နဲ့တယောက်ဒီလိုပဲတွေ့ကက်ချစ်ပြနေကြတာကိုသူတို့မျိုးနိုင်ကြသေးပါဘူးကူရဲ့ဖခင်ကသူမကိုဆိုဖာပေါ်ပြန်ထိုင်ခိုင်းပြီးကူရန်ချမ်းကိုကြည့်ကာမိပါတယ်ဘယ်တော့စစ်ဆေးမှလဲကျွန်တော်နမူနာတွေယူလာပြီးပြီမနက်ဖြန်တခွဲကန်းကိုသွားပို့လိုက်မယ်။ကူရဲ့ဖခင်ကခေါင်းငိမ့်ပြီးမနက်ဖြန်ကိုယ်တိုင်သွားပို့ပါလို့အကြံပေးပါတယ်။ကူရဲ့မိခင်ကစိတ်လှုပ်ရှားစွာနဲ့မေးပါတယ်။ရန်ချမ်းမင်းမကလေးတွေရဲ့ဓာတ်ပုံရှိလားအမေကြည့်ချင်လို့ကူကခေါင်းငိမ့်ပြပြီးရှိပါတယ်လို့ဖြေပါတယ်။ကူရန်ချမ်းကစပွဲပေါ်ကိုသူ့ဖုန်းကိုတင်လိုက်ပြီးဒီနေ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုရှာလိုက်ပါတယ်။စစ်စရာကောင်းတဲ့ကလေး2ယောက်လော့တုံးလေးတွေစောင့်နေတာပီယာနိုတီးနေတာကွင်းထဲမှာဘောလုံးကစားနေတာတွေကိုကြည့်ရင်သူတို့ဇနီးမောင်နှံရဲ့မျက်လုံးတွေနီးမြန်းလာပြီးမျက်ရည်တွေတောင်ကျလူနေပါဖြစ်သွားရပါတယ်။သူတို့အရန်ကိုပျော်ရွှင်နေကြတာပါ။ကူရဲ့မိခင်ကသူမရဲ့မျက်ရည်တွေကိုတုံရင်းပြောပါတယ်။မင်းငယ်တုန်းကနဲ့တူလိုက်တာသူတို့ကတေချာပေါက်ဦးမိသားစုရဲ့သွေးသားတွေပဲငါတို့မှကောင်းကင်တမန်လေးလိုမြေးလေးတွေရပြီးကူရဲ့ဖခင်လည်းအရန်ကိုဝမ်းသာနေပြီးအိမ်တော်ထိန်ကိုအခန်းတစ်ခန်းရှင်းလင်းခိုင်းကကလေးတွေရဲ့အိတ်ခမ်းတွေပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်နောက်တနေ့ညမှာတော့အကိုနဲ့အဖိုးတို့ဟာဆိုဖာပေါ်မှာထိုင်နေကြပါတယ် TV မှာညစဉ်သတင်းတွေလွှင့်နေပေမဲ့နှစ်ယောက်လုံးကတော့အာယုံတခြားရောက်နေကြတာထင်ရှားပါတယ်စစ်စေးချက်ရလက်ကဒီညထွက်လာတော့မှာပါကျမလေးကအောက်ကိုအတန်မထွက်အောင်ဆင်းလာပြီးအကိုဘေးမှာထိုင်လိုက်ပါတယ်အကိုကလေတန်တိုးတိုးနဲ့ပြီးပါတယ်ကလေးတွေအိပ်ပျော်သွားပြီလားအိပ်ပျော်သွားပြီကစားရတာအရန်ပင်ပန်းသွားကြပုံပဲပုံမြင်တပုတ်တောင်မဆုံးသေးဘူးအိပ်ပျော်သွားကြတာဟုတ်လားအဖိုးကတက်ပြင်းချရင်ဝန်လီရလက်ကအခုလောက်ဆိုထွက်သိမ့်ပြီလို့ပြောပါတယ်ကျမဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးဒါကိုစောင့်ကြည့်ရတာတကယ်ရေးစရာကောင်းတယ်လို့ပြောလိုက်ပေမဲ့ဖုန်းကိုတော့ကောက်ကင်လိုက်ပါတယ်ပြီးတော့အီးမေးလ်ကိုဖွင့်လိုက်တော့ရလက်ကရောက်နေပါပြီကျမစကရင်ကိုအောက်ကိုဆွဲချပြီးရလက်ကိုကြည့်လိုက်တဲ့အခါမှာတော့ညီကုန်းချုပ်ချက်ကိုမြင်ပြီးကျမအကြည့်တွေရက်တန့်သွားပါတယ်ဇီဝကမဘေရအရာတော်ဆက်မှုမရှိပါဒီရလက်ကကျမကိုတုံ့လောက်သွားစေပါတယ်တလုံးကူရန်ချမ်းတယောက်တည်းနဲ့ပဲအတူရှိခဲ့တာလေဘလို့ဖြစ်ပြီးကလေးတွေကသူ့ကလေးတွေမဟုတ်ရတာလေအကိုကကျမမျက်နှာကိုကြည့်ပြီးဖုန်းကိုယူကာရလက်ကိုကြည့်လိုက်ပါတယ်အဲ့ဒါကိုမြင်ပြီးတော့သူလဲအံ့ဩသွားပါတယ်အဖိုးကမြင်မေးလိုက်ပါတယ်မိုးချမ်းဘာဖြစ်လို့လဲအဖိုးကမျက်မှန်တက်ပြီးအကိုရဲ့လက်ထဲကဖုန်းကိုယူလိုက်ပါတယ်ဟုတ်တယ်လို့အဖိုးကသွားကြတဲ့ကနေရေရွတ်လိုက်ပါတယ်ဒါဘလို့ဖြစ်နိုင်မှာလဲကျမတဖြည်းဖြည်းနဲ့စိတ်ကိုပြန်ထိန်းလိုက်ပြီးဒါကမှတ်တမ်းဝင်သွားပြီးကောင်းပါတယ်တယောက်ယောက်ကျမတို့ကိုဖုန်းဆက်လာနိုင်တယ်လို့ပြောလိုက်ပါတယ်ရလက်ကကလေးတွေဟာကူရန်ချမ်းနဲ့မသက်ဆိုင်ဘူးလို့ဆိုထားတဲ့အတွက်ဒီနည်းနဲ့ဆိုရင်ကူမီသားစုကကလေးထိမ့်သိမ့်ခွင့်အတွက်တိုက်ပွဲဝင်ဖို့ခွင့်ရမရှိတော့ပါဘူး။ကျမအတွက်တော့ဒါဟာသတင်းကောင်းပါပဲ။စကရင်ဘော်ကဇီဝကမဗေဒအရာတော်ဆက်မှုမရှိပါဆိုတဲ့အေးဆက်ဆက်စာလုံးတွေကိုကြည့်ရင်လွန်ခဲ့တဲ့၄နှလုံးလုံးကျမနှလုံးသားထဲမှာရှိနေခဲ့တဲ့ကြောက်ခဲကြီးဟာအရေးပျော်သွားရုံတည်းမကပဲအပိုင်းပိုင်းအဆအဆကွဲအပ်သွားသလိုခံစားရပါတယ်။အကိုကတော့ပိုပြီးတည်ငြိမ်နေပါတယ်။သူကဖုန်းကိုပြန်ယူပြီးမျက်မှောင်ကျုပ်ကထက်ကြည့်ပါတယ်။ဒါမဖြစ်နိုင်ဘူး။သူကမျက်မှန်တက်ပြီးအချိန်ချင်းသေချာစစ်ဆေးပါတယ်။နောက်ဆုံးမှာတော့သူကတက်ပြင်းချရင်ဒါကိုဖတ်ကြည့်ပါတယောက်ယောက်ကမင်းကိုကူညီနေတာဒါမှမဟုတ်ဒုက္ခပေးနေတာပဲလို့ပြောပါတယ်။ကျမခေါင်းထဲမှာရှုပ်ထွေးနေပြီးကျမဘဝရဲ့ဇီဝကမ္မဗေဒဆိုင်ရာအချက်လက်တွေကိုရှင်းရှင်းလင်းလင်းမစင်စားနိုင်တော့ပါဘူး။
ကျမကိုရန်ချမ်းတယောက်ထဲနဲ့ပဲအတူရှိခဲ့တာပါအကယ်၍ကလေးတွေကသူ့ကလေးတွေမဟုတ်ဘူးဆိုရင်အဲ့ဒါကမှားယွင်းမှုတစ်ခုပဲဖြစ်မှာပါအခုလေးတော့ရှင်းပြချက်ကတော့တယောက်ယောက်ကအစီအခံစာကိုလက်သိပ်ထိုးပြောင်းလဲလိုက်တာပဲဖြစ်ရမယ်ဒါပေမဲ့ဘသူကဘာရည်ရွယ်ချက်နဲ့လုပ်တာလဲကျမစိတ်အေးအေးထားဖို့စူးစမ်းပါတယ်ဘာပဲဖြစ်ဖြစ်ဒီရလက်ကလောလောဆယ်မှာကျမအတွက်ကြိုးရှိပါတယ်ကျမတင်းပြုံးလိုက်ပြီးအမှန်တရားကဘာပဲဖြစ်ဖြစ်ဒီစီရင်ခံစာကဂူမီသားစုစီကယူထားတဲ့နမူနာရဲ့ရလက်ပဲအခုတော့သူတို့မှာကလေးတွေကိုကျမစီကနေလူယူသွားဖို့အကြောင်းပြချက်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်အကိုကကျမကိုနက်နက်ရှိုင်းရှိုင်းကြည့်ပြီးတခုခုပြောတော့မလို့လုပ်ပေမဲ့ဘာမှမပြောတော့ပါဘူးဒါကမပြီးသေးဘူးဆိုတာအဖိုးသိပါတယ်ဒါရဲ့နောက်ွယ်မှာပိုကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေတယ်အနားယူလိုက်ပါအောင်အဖိုးပြောတဲ့အတန်မှာပင်ပန်းနှမ်းနယ်မှုတွေပါဝင်နေပါတယ်မနှက်ဖြန်ဘာတွေကြုံရမလဲဆိုတာကျမတို့မသိနိုင်ဘူးကလေးတွေရဲ့အခန်းကိုပြန်သွားပြီးမီးအောင်မှာချန်အားနဲ့ရှူအားတို့ရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးတွေကိုကျမကြည့်လိုက်ပါတယ်ချန်အားကဂူရန်ချမ်းနဲ့တော်တော်လေးဆင်တူပါတယ်မင်းတို့ရဲ့အဖေကဘာတူလဲလို့ကျမတိုးတိုးလေးမေးလိုက်ပါတယ်ကျမနှလုံးသားဟာအထုံးတစ်ခုလိုနာကျင်နေရပါတယ်နောက်တနေ့မနက်မှာဂူရန်ချမ်းဟာအစီအခံစာကိုမြင်တဲ့အခါဒေါသထွက်နေလိမ့်မယ်ဒါမှမဟုတ်အနည်းဆုံးတော့ကျမကိုလာမေးခွန်းထုတ်လိမ့်မယ်လို့ကျမတင်ထားခဲ့တာပါဒါပေမဲ့တနေ့ကုန်အေးအေးဆေးဆေးပါပဲအဲ့ဒီလိုငြိမ်သက်နေတာကမုံတိုင်းမလာခင်ငြိမ်သက်နေတာမျိုးဖြစ်နေပါတယ်နေဝင်ချိန်မှာတော့အိမ်တော်ထင်းကထူးဆန်းတဲ့မျက်နှာထားနဲ့ဝင်လာပါတယ်မမလေးဂူမီသားစုရဲ့မိခင်ရောက်နေပါတယ်ဆရာဝန်တယောက်လည်းပါလာတယ်ဂူရှူချန်ဂူရန်ချမ်းရဲ့မိခင်ပေါ့ကျမနှလုံးသားကတုန်သွားပါတယ်ပြီးတော့ကျမအေးဆက်ဆက်ရင်မောလိုက်ပါတယ်အဲ့ဒီလူကအရှုံးမပေးသေးဘူးထင်တယ်လို့တွေးလိုက်မိပါတယ်ကျမအဝတ်စားတွေကိုပြင်ဆင်ပြီးလေကားအောက်ကိုတီတီငိမ့်ငိမ့်ဆင်းလာခဲ့ပါတယ်အဲ့ကန်ထဲမှာသူမကဆိုဖာပေါ်မှာတောင့်တောင့်ကြီးထိုင်နေပါတယ်သူမရဲ့ပြင်ဆင်ထားတဲ့မျက်နှာမှာအထက်စီးဆန်တဲ့အမူအရာတွေပေါ်လွင်နေပါတယ်သူမရဲ့ဘေးမှာတော့အဖြူရောင်ဝတ်စုံနဲ့တက်လက်ပိုင်းအမျိုးသားတစ်ယောက်ရှိနေပြီးဆေးဘက်ဆိုင်ရာလက်ဆွဲအိတ်ကိုကင်ထားပါတယ်ဝမ်လီမတွေ့ရတာဘယ်လောက်ကြာပြီလဲလို့ရှူချန်ကခန်းစားချက်မပါတဲ့လေတံနဲ့ပြောပါတယ်သူမစိတ်ဆိုးနေတာလားပျော်နေတာလားဆိုတာမသိနိုင်ပါဘူးမစ်ကူနေကောင်းလားလို့ကျမနှုတ်ဆက်လိုက်ပါတယ်ရှူချန်ကဓာတ်ရိုက်ပဲကိစ္စကိုပြောပါတယ်ငါကရန်ချမ်းယူလာတဲ့အထောက်အထားကိုမယုံဘူးဂူမီသားစုရဲ့သွေးကိုတဝက်တစ်ပြက်နဲ့လက်မခံနိုင်ဘူးဒါကြောင့်အယုံကြည်ရဆုံးတခွဲကန်ဒရိုက်တာဖြစ်တဲ့ရှင်းချန်ကိုခေါ်လာခဲ့တယ်ငါရှိမှာပဲစစ်ဆေးမှုကိုထပ်လုပ်မယ်ဟာကျမကအဲ့ဒီဒရိုက်တာဆိုသူကိုမျက်စိထောင်ကနေကြည့်လိုက်ပါတယ်သူမဘာရင်းနေလဲဆိုတာကျမသိပါတယ်မစ်ကူကတရားဝင်တခွဲကန်ကိုတော့မယုံဘူးပေါ့လို့ကျမကဆောင်ပြောင်းတဲ့အပြုံးနဲ့ပြောလိုက်ပါတယ်ဒါပေမဲ့ကျမရဲ့အမှန်တရားကိုတက်တည်ပြဖို့အတွက်ကျမလက်ခံပါတယ်ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်ဆန်ဟာနဲ့ရှူအားကအတလေးနှစ်ပဲရှိသေးတော့နာကျင်မာကိုကြောက်ကြတယ်အကယ်၍ဒီစစ်ဆေးမှုရလက်ကသူတို့ဟာဂူမီသားစုကဖြစ်တယ်လို့အတီးပြုတ်ရင်ရှင်ပါလို့ဖို့စီစဉ်ထားတယ်လေရှူချန်ကကျမဒီလောက်အထိတိုက်ရိုက်မေးလိမ့်မယ်လို့မထင်ထားတဲ့အတွက်ခဏတာတိတ်ဆိတ်သွားပါတယ်သူမရဲ့အကြည့်ထဲမှာတခုခုကိုကြံစီနေပုံရပါတယ်အကယ်၍သူတို့ကဂူမီသားစုကဆိုရင်တော့ဂူမီသားစုစီပြန်လာပြီးရန်ချမ်းတဲ့တူကြီးတင်းရမှာကတဘာဝပဲမစိုးရိမ်ပါနဲ့ဂူမီသားစုကမင်းကိုပြစ်ထားမှာမဟုတ်ပါဘူးကျမရဲ့တန်ကိုမနှဲထိန်လိုက်ရပါတယ်မစ်ကူကျမရှင်သားနဲ့မပတ်သက်တော့တာကိုမေ့နေတာလားကျမကလေးတွေကိုတယောက်တည်းပြုစုပြောထောင်လာတာပါရှင်ကသူတို့ကိုဒီတိုင်းအလွယ်တကူခေါ်သွားလို့မရဘူးဒါဆိုမင်းဘာလို့ခြင်းလဲကျမဘာမှမလို့ခြင်းဘူးကျမကလက်ပိုက်ပြီးတီတီငိမ့်ငိမ့်ပြောလိုက်ပါတယ်ကျမပြောချင်တာကကလေးတွေကကျမအသက်ပဲအကယ်၍တယောက်ယောက်ကသူတို့ကိုကျမစီကလူယူခြင်းနဲ့ဆိုရင်အဲ့ဒီလူကိုကျမအသေးလဲတိုက်ခိုက်သွားမယ်တရားရုံးထိသွားရမယ်ဆိုရင်လည်းကျမလာခဲ့မယ်ကျမစကားတွေကြောင့်ရှူချန်ရဲ့မျက်နှာကဖြူလျှော့သွားလိုက်ညဉ့်ညမ်းသွားလိုက်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေမမလေးကလေးတွေနိုးလာပြီးမမလေးကိုရှာနေကြတယ်လို့အမကျန်းကပြောတန်ကြားရပါတယ်ကျမရှူချန်ကိုပြုံးပြလိုက်ပြီးမစ်ကူခွင့်လို့ပါကလေးတွေစိတ်တည်ငြိမ်သွားမှပဲတွေးဖောက်တာကိုလုပ်ပါမယ်လို့ပြောလိုက်ပါတယ်ကျမလေကားပေါ်ကိုတက်သွားပေမဲ့စိတ်ထဲမှာတော့အမြန်စဉ်းစားနေပါတယ်ဂူမီသားစုကဒီအထိလာရဲတယ်ဆိုရင်သူတို့အသင့်ပြင်ထားပြီးဆိုတာသိထားပါတယ်ဒီတွေးဖောက်တဲ့လုပ်ငန်းစဉ်ကိုကျမရှိမှပဲလုပ်ရမယ်ဘာမှရွေးမှမရှိစေရဘူးကျမအခန်းထဲကိုဝင်လိုက်တဲ့အခါကလေးလေးနှစ်ယောက်တယောက်ကိုတယောက်စိုက်ကြည့်နေကြတာကိုတွေ့လိုက်ရတယ်။မာမီရှူအားကကျမရဲ့ရင်ခွင်ထဲကိုတိုးဝင်လာပြီးလူဆိုးတွေအောက်ထပ်ကိုရောက်နေတဲ့အရန်ဒေါသထွက်နေတဲ့အတန်တွေလည်းကြားရတယ်လို့ပြောတယ်။ချန်အားကလည်းအနားကိုချင်းကပ်လာပြီးလူကြီးလူကောင်းပုံစံဖန်းကမေမေမကြောက်နဲ့တော့သားမေမေကိုကာကွယ်ပေးမယ်လို့ပြောရှာတယ်။ကျမရဲ့ကလေးလေးနှစ်ယောက်ဒီလောက်အထိအလိုက်တိတက်တာကိုမြင်လိုက်ရတော့စောစောကခန်းစားနေရတဲ့စိုးရိမ်စိတ်လေးတွေဟာချက်ချင်းပဲလွင့်ပြေသွားခဲ့ရတယ်။သူတို့လေးတွေအတွက်ဆိုရင်ကျမဘာမဆိုလုပ်ပေးဖို့အသင့်ပါပဲ။ကျမကလေးနှစ်ယောက်ကိုခေါ်ပြီးလှေကားအတိုင်းအောက်ထပ်ကိုဆင်းလာခဲ့တယ်။ရှူချန်ကချန်အားရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာလုံးဝစွန့်မင်တက်သွားပြီးလက်ထဲကလက်ဖက်ရည်ခွက်တောင်မနှဲဖမ်းလိုက်ရတယ်။သူ့ရဲ့အမူအရာကိုကြည့်ုံနဲ့ဒီကိစ္စအပေါ်သူရင်ကလေးကတန်တရားဝင်ဝေဖန်ခဲ့ဘူးလေဆိုတာသိတာနေပါတယ်။ကျမတို့စလို့ရပြီလို့ဦးသခင်မကြီးကအေးဆက်ဆက်ပြောတယ်။ဒါပေမဲ့လုပ်ငန်းစဉ်အတွင်းမှာနမူနာပစ္စည်းတွေကိုမမှားယွင်းစေဖို့အတွက်အဆင့်ချင်းစီကိုကျမဗီဒီယိုမှတ်တမ်းတင်ထားမယ်။ရှူချန်ကမျက်မှောင်ကုတ်သွားပေမဲ့လက်ခံလိုက်ပါတယ်။ဒရိုက်တာကအနားကိုချင်းကပ်လာပြီးကျွမ်းကျင်တဲ့လက်လှုပ်ရှားမှုနဲ့အတူကလေးနှစ်ယောက်ရဲ့လက်ထိပ်ကနေသွေးနမူနာကိုယူလိုက်တယ်။ချန်အားကတော့နှာခေါင်းလေးကိုနည်းနည်းပဲရှုံးလိုက်ပြီးအတန်တစ်ချက်တောင်မထွက်ခဲ့ဘူး။ဒါပေမဲ့ရှူအားကတော့မျက်ရည်တွေဝိုင်းဆက်လာပြီးမိုးချလိုက်တာကြောင့်နှလုံးသားချင်းချီနှောင်ထားတဲ့ကျိုးမြင်လေးတွေပြတ်တောက်သွားသလိုခံစားလိုက်ရတယ်။ကျမရင်ဘက်ထဲကအသေးခက်မတက်ခံစားချက်နဲ့အတူရှူအားကိုရင်ခွင်ထဲဆွဲပွေထားလိုက်တယ်။သူမကိုချုံမြူနေရင်းနဲ့ရှူချန်ကိုအေးဆက်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေမိတယ်။နမူနာတွေကို3ရက်အတွင်းထိပိတ်ထားမှဖြစ်ပြီးရလက်ကကျမစီကိုတက်ရောက်လာလိမ့်မယ်။ရှူချန်ကထရက်ပြီးမထွက်ခွာခင်မှာကျမကိုသတိပေးတဲ့အကြည့်တစ်ချက်ပေးခဲ့တယ်။တကယ်လို့ကလေးတွေကဦးမိသားစုရဲ့သွေးသားတွေသာဖြစ်နေရင်တော့ငါရဲ့မြေးတွေကိုအပြင်မှာကြီးပြင်းခွင့်မပြုနိုင်ဘူး
ရှူကျန်ပြန်သွားပြီးတဲ့နောက်ကျမဆိုဖာပေါ်ကိုမောပန်းနှမ်းနေစွာနဲ့ပြစ်လဲချလိုက်မိတယ်။သူအမူအရာပြက်ပြက်ရွင်းရွင်းနဲ့အိမ်ထဲကနေထွက်သွားတဲ့ပုံစံကတကယ်ကိုရုပ်ဆိုးလာပါတယ်။အကိုကတီကြည်တဲ့မျက်နှာထားနဲ့ဝန်လီဒါကအဲ့လောက်မရိုးရှင်းဘူးလို့ငါထင်တယ်။ပြီးခဲ့တဲ့အချိန် DNA စစ်ဆေးချက်တုန်းကလည်းအလိမ်ညာတွေပါခဲ့တာဆိုတော့ဒီတစ်ချိန်ရလက်ကလည်းအမှန်တရားဖြစ်လာမှာမဟုတ်ဘူးလို့ငါစိုးရိမ်မိတယ်လို့ပြောတယ်ကျမသိတာပေါ့။အဲ့ဒါကြောင့်ပဲကျမကိုယ်တိုင်တီးတန့်ထပ်စစ်ဆေးချင်နေတာ။အဲ့ဒီဒရိုက်တာကိုမယုံလို့တော့မဟုတ်ပါဘူး။ကျမနှစ်ထင်ကိုပုတ်တက်ရင်ဆက်ပြောလိုက်တယ်။ကူမီသားစုရဲ့နောက်ခံအာဏာကအရန်ကြီးမားလွန်းတယ်။အခြေအနေကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက်ကျမစီမှာအစစ်မှန်ဆုံးနဲ့အယုံကြည်ရဆုံးစစ်ဆေးချက်ရလဒ်ရှိနေဖို့လိုအပ်တယ်။သူ့ရဲ့မျက်ဝန်းတွေကခဏလောက်စဉ်းစားသလိုအယောင်တောက်သွားပြီးငါဆွစ်ဇာလန်ကတငယ်ချင်းတယောက်ကိုတည်တယ်။သူက DNA စစ်ဆေးခြင်းဆိုင်ရာအပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူတယောက်ပဲ။နမူနာတွေကိုနိုင်ငံခြားကိုပို့လိုက်ရအောင်။လုံးဝလျှို့ဝှက်ထားမှဖြစ်ပြီးယုံကြည်စိတ်ထားရမှုကလည်းအမြင့်ဆုံးပဲလို့ဆိုရဲကောင်းပြီ။အဲ့ဒီအတိုင်းပဲလုပ်ကြဆိုကျမလက်ခုပ်တစ်ချက်တီးလိုက်ပြီးစိတ်ထဲမှာပို့ပြီးတည်ငြိမ်သွားတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒီနောက်ပိုင်းအိမ်မှာကုံဆုံးခဲ့တဲ့3ရက်တာအတွင်းမှာကျမဘာမှမဖြစ်တယ်လို့နေခဲ့ပေမဲ့ကွယ်ရမှာတော့အကိုကတဆင့်တခွဲကန်းနဲ့ဆက်သွယ်ထားပြီးသားဖြစ်ပါတယ်။ကျမတို့ချန်အားနဲ့ရှူအားတို့ရဲ့သပင်အချို့ကိုယူခဲ့ကြတယ်လို့အရင်တုန်းကကျမတို့အိမ်မှာကူရန်ချမ်းချန်ထားခဲ့တဲ့ secret တို့တစ်ခုကိုလည်းရရှိခဲ့ပါတယ်။ကျမတို့အရာအားလုံးကိုအရေးပေါ်အနေနဲ့ဆွစ်ဇာလန်ကိုပေးပို့လိုက်ကြတယ်။3ရက်အကြာမှာတော့မျှော်လင့်ထားတဲ့အတိုင်းရှူကျန်ကဖုန်းပြန်ခေါ်လာခဲ့တယ်။ဝန်လီငါတို့စီကိုရလက်တွေရောက်လာပြီးဖုန်းလိုင်းရဲ့တစ်ဖက်ချမ်းကရှူကျန်ရဲ့အတန်ဟာလွန်ခဲ့တဲ့3ရက်ကပြသခဲ့တဲ့ယုံကြည်မှုမျိုးတစ်စက်ကလေးမှမရှိတော့ပါဘူး။ဘလို့လဲလို့ကျမအတင်းငိမ်စွာမေးလိုက်တဲ့ကလေးတွေကရန်ချမ်းနဲ့သွေးသားတော်ဆက်မှုမရှိဘူး။ရှူကျန်ရဲ့အတန်ကလေးလျှော့ထားတဲ့ပူပေါင်းတစ်ခုလိုတိုးညှစ်အကွဲနေတယ်။ဒါပေမဲ့ဘလို့လုပ်ပြီးဒီလောက်တောင်တူနိုင်ရတာလဲကျမဒါကိုကြားလိုက်ရပေမဲ့အံ့ဩမနေပါဘူး။အခင်းမကြီးကူကျမအန်တီကိုပြောသားပဲကလေးတွေရဲ့အဖေကတခြားတစ်ယောက်ပါလို့အခုတော့ကျမစကားကိုယုံပြီးမလားလို့အေးအေးဆေးဆေးပြောပြီးဖုန်းချလိုက်ကအတွေးထဲမှာနေမျောနေမိတော့တယ်။မတူညီတဲ့စစ်ဆေးမှုနှစ်ခုလုံးကရလက်တစ်ခုတည်းထွက်လာရဲဆိုတာဒီတစ်ချိန်ရှူကျန်ခေါ်လာတဲ့ဒရိုက်တာဟာလည်းငွေဝဲကြုံခံထားရတာဖြစ်နိုင်တယ်လို့သို့မဟုတ်နမူနာပစ္စည်းကသူ့လက်ထဲမရောက်ခင်ကတည်းကအလဲလေလောက်ခံလိုက်ရတာလည်းဖြစ်နိုင်တယ်။ဘူမီသားစုရဲ့သားသမီးဖြစ်တည်မှုစစ်ဆေးချက်ကိုနှစ်ကြိမ်တိုင်တိုင်ကြိုးကင်ထည့်လဲနိုင်ဖို့အတွက်ဘသူကဒီလောက်အထိစွမ်းအားကြီးမားနေရတာလဲ။ဒီလူကကျမကိုကာကွယ်ပေးနေတာလားဒါမှမဟုတ်ဘူမီသားစုကိုကာကွယ်ပေးနေတာလားသို့မဟုတ်အရာအလုံးရဲ့နောက်ွယ်ကတကယ်တရားခံစစ်အမှန်ကိုကာကွယ်ပေးနေတာလား။ပြီးတော့ကျမကိုအကြောက်ဆုံးဖြစ်စေတဲ့အချက်ကတကယ်လို့အဖေကငူရန်ချမ်းမဟုတ်ဘူးဆိုရင်အဲ့ဒီညကမွေးနေတဲ့လူကဘသူလဲဒီတွေးကကျမရဲ့စိတ်ထဲကိုလျှက်စီးလက်တလို့ဖြစ်ပြေးသွားခဲ့တယ်။လွန်ခဲ့တဲ့4နှစ်ကအဲ့ဒီညတုန်းကအခန်းထဲမှာမှောင်မင်းနေခဲ့ပြီးကျမလည်းအတော်လေးမူးနေခဲ့တာကြောင့်အမှတ်တရတွေကဝေဝါးနေခဲ့တယ်။အဲ့ဒီအခန်းကသူ့အခန်းသူ့ကိုယ်တင်ဖြစ်နေလို့သာဂူရန်ချမ်းလို့အမြဲတမ်းထင်ခဲ့တာ။ဒါပေမဲ့အခုတော့ကြောက်စရာကောင်းတဲ့တန်တရားတစ်ခုကကျမရဲ့စိတ်ထဲမှာပုံပေါ်လာခဲ့ပြီးကျမတုံတုံရင်နဲ့ဖုန်းကိုကောက်ကင်ပြီးအကိုစီကိုဖုန်းခေါ်လိုက်တယ်။ဆွစ်ဇာလန်ကအရေးပေါ်စစ်ဆေးချက်ရလက်ကဘရောရမလဲ။မနှက်ခံရမယ်ကောင်းပြီ။ရလက်တွေထွက်လာရင်ဘာပဲဖြစ်ဖြစ်ကျမကိုချက်ချင်းကြောင်းကြားပေးပါအဲ့ဒီညကကျမမျက်လုံးတမိတ်ညမအိပ်ပဲမျက်နှာချက်ကိုကြည့်ရင်လွန်ခဲ့တဲ့4နှစ်ကဝေဝါးလာတဲ့အဲ့ဒီညအကြောင်းကိုပဲထက်ခါတလဲလဲတွေးတော့နေမိတယ်အဲ့ဒီမျိုးသားရဲ့ထွက်သက်ဝင်သက်အသက်ရှူတန်သူ့ရဲ့ပူလောင်နေတဲ့ခန္ဓာကိုယ်ပြီးတော့နိုးလာတဲ့အချိန်မှာဘေးနားကလွတ်နေတဲ့ကတင်နဲ့ကတင်ပေးစပွဲတင်ကုန်ပေါ်မှာကူရန်ချမ်းခြံထားခဲ့တဲ့ဇာတိုလေးကိုကုမ္ပဏီမှာကိစ္စရှိလို့သွားပြီးမနှက်စာစပွဲပေါ်မှာပြင်ထားတယ်ဆိုတာတကယ်လို့အဲ့ဒီလူကကူရန်ချမ်းမဟုတ်ခဲ့ဘူးဆိုရင်သူကဘာဖြစ်လို့အဲ့ဒီလူအတွက်ဖုံးကွယ်ပေးချင်ရတာလဲဒါမှမဟုတ်သူကိုယ်တိုင်လည်းအဲ့ဒီလူမဟုတ်မှန်းမသိခဲ့တာလားတွေးလေလေပိုပြီးချုပ်ထွေးလာလေလေတွေးလေလေပိုပြီးတောင်းလန့်လာလေလေပါပဲနောက်တစ်နေ့မွန်းလွဲပိုင်းမှာတော့အကိုရဲ့ဖုန်းခေါ်ဆိုမှုနောက်ဆုံးတော့ရောက်ရှိလာခဲ့တယ်သူ့ရဲ့အတန်ကအရန်ကိုတည်ကြည်နေပြီးမယုံကြည်နိုင်မှုတွေဆွတ်ဖက်နေတဲ့ဝန်လီငါစီမှာရလက်တွေရပြီးဘလို့လဲကျမရဲ့နှလုံးခုန်တန်တွေရက်တက်မတက်ဖြစ်သွားရတဲ့ချန်အားနဲ့ရှူအားကဂူရန်ချမ်းရဲ့သွေးသားရင်းချအစ်အမှန်တွေပဲရလက်က69.999%ရာခိုင်နှုန်းအထိရှိတယ်မဟုတ်ဘူးရာခိုင်နှုန်း69တွေမကဘူးကျမစိတ်တွေလွတ်ထွက်သွားတယ်လို့ဗလာကျင်းသွားရတယ်ဒါပေမဲ့အရင်ကစစ်ဆေးချက်နှစ်ခုကရောအဲ့ဒီစစ်ဆေးချက်နှစ်ခုလုံးကကြိုးကင်ချဲလဲခံခဲ့ရတာအကိုရဲ့အတန်ကဒေါသတရားတွေကြောင့်တုံရင်နေတဲ့ဆွစ်ဇာလန်ကလူတွေက DNA စစ်ဆေးရုံနဲ့မကဘူးနမူနာပစ္စည်းတွေရဲ့မြစ်ဖျားခံရကိုပါခွဲခြမ်းစိတ်ချခဲ့ကြတာရှူကျန်ရဲ့လက်ထဲကိုရောက်သွားတဲ့အဲ့ဒီလူရဲ့နမူနာပစ္စည်းကသပင်လည်းမဟုတ်ဘူးသွေးလည်းမဟုတ်ဘူးတခြားတယောက်ရဲ့ပါဇက်အတွင်းသားဆဲတစ်ရှူဖြစ်နေတာကိုသူတို့ရှာဖွေတွေ့ရှိခဲ့ကြတယ်ကျမကတင်ပေါ်မှာတင်ရုတ်တရက်အသက်ရှူရမတက်ဖြစ်သွားရတယ်တယောက်ကဝီယန်ချမ်းရဲ့နမူနာပစ္စည်းကိုလဲလှယ်ခဲ့တာပဲသူကဘာတူလဲပြီးတော့ဘာဖြစ်လို့ဒီလိုလုပ်ခဲ့ရတာလဲကျမကိုတင်းချက်တင်းငြိမ်အောင်လုပ်ပြီးအတွေးအမြင်တွေကိုစနစ်တကျပြန်စီစဉ်လိုက်တယ်ပထမတစ်ချိန်မှာဝီယန်ချမ်းကိုယ်တိုင်တွားရောက်စစ်ဆေးခဲ့တဲ့နမူနာပစ္စည်းကလဲလှယ်ခြင်းခံခဲ့ရတယ်ဒုတိယတစ်ချိန်မိခင်ကြီးဖြစ်သူရှူတန်ကိုယ်တိုင်လာရောက်ကြီးကြက်တာတော့မှလဲလှယ်ခြင်းခံခဲ့ရပြန်တယ်ဒါကဘာကိုဆိုလိုတာလဲနောက်ွယ်ကလူရဲ့အာနာဆွမ်းပကားကဂူမီသားစုရဲ့အတွင်းစည်းတဲ့အထိထိုးဖောက်ဝင်ရောက်နေပြီဆိုတာပါပဲသူကရှင့်ရဲ့ဘေးနားမှာတောင်ရှိနေနိုင်တယ်ပြီးတော့အဲ့ဒီလူကဂူရန်ချမ်းကိုကလေးတွေရှိနေမှန်းမသိစေချင်တာဒါမှမဟုတ်မိသားစုကဒီကလေးနှစ်ယောက်ကိုအတိမတ်ပြုလက်ခံမှာကိုလုံးဝမလိုလားတာထင်ရှားနေပါတယ်အကိုကျမကိုကူညီပြီးစုံစမ်းပေးပါဦးနမူနာပစ္စည်းတွေကဘယ်အချိန်ဘယ်နေရာမှာလဲလှယ်ခံလိုက်ရတာလဲဆိုတာငါသိချင်တယ်ပြီးတော့ဂူရန်ချမ်းရဲ့အနီးနားကလူတွေကိုစုံစမ်းပေးပါဘသူကဒီလိုလုပ်ဖို့အကြောင်းပြချက်အရှိဆုံးလဲဆိုတာကိုပေါ့ကျမဖုန်းချလိုက်ပြီးသတင်းပေါက်နာကိုချင်းကပ်ကလင်းထိန်နေတဲ့ရှင်းရှိမျိုးပြကြီးကိုမေးကြည့်နေမိတယ်အဲ့ဒီမျိုးကြီးကကျမထင်ထားတာထက်အများကြီးပိုပြီးနှဆိုင်လုံးလာတယ်လို့ကျမရဲ့အေးဆက်ဆက်မျိုးသားဟောင်းကလည်းရေတွက်လို့မရတဲ့လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားပုံရတယ်
သူကမနစ်သက်တာမဟုတ်ဘူးနှစ်သက်ခွင့်မရှိတာဒါပေမဲ့အဲ့ဒီညကလူကသူပဲဥစားသူဘာဖြစ်လို့အတိမတ်မပြူတာလဲဒီလောက်အထိခိုင်မာလာတဲ့ DNA စစ်ဆေးချက်ရလက်ရှိနေတာတော့မှတယောက်ယောက်ကဘာဖြစ်လို့ဖျက်ဆီးဖို့အတင်းကျပ်စူးစမ်းနေရတာလဲကိုရန်ချမ်းရှင်ဘာကိုဒီလောက်တောင်ကြောက်နေရတာလဲပြီးတော့အမှောင်ရိပ်ထဲမှာပုံအောင်နေတဲ့အဲ့ဒီလူရှင်ကဘာတူလဲအပြင်ဘက်မှာတော့လျှက်စီးတစ်ခုကကောင်းကင်ရံကိုဖျက်တမ်းပြီးမှောင်မဲနေတဲ့မြင့်အမှောင်ကိုခွဲဖြာလိုက်ကခစ်ချုံးတန်အကျယ်ကြီးထွက်ပေါ်လာခဲ့တယ်မုံတိုင်းတစ်ခုကတော့ဆိုက်ရောက်လို့လာနေပါပြီ